မင်းအတွက်ဒီဆန်ပြုတ်ဝယ်ဖို့ငါအများကြီးအပင်ပန်းခံခဲ့ရတာအဲ့မှာဒီတိုင်းရက်မနေနဲ့ပူတုံးလေးတောက်လိုက်အောင်အရင်တုန်းကဆိုရင်ဆိုင်မွန်ဆမ်မန်ဟာငါ့အပေါ်အလေးနဲ့ထားဆုံးတငယ်ချင်းလို့ထင်ပြီးငါအရန်ကျေးဇူးတင်မိမှာပါဒါပေမဲ့တခါတေပူးသွားပြီးတဲ့နောက်မှာတော့ဒီတငယ်ချင်းကောင်းဆိုသူဟာငါရဲ့အမတ်တွေကိုလဲလှယ်ဖို့စနစ် system ကိုအသုံးချနေတယ်ဆိုတာငါသိလိုက်ရပြီးသူဟာတာမန်လူတယောက်ဘဝကနေစတင်ခဲ့ပြီးအခုတော့လူတိုင်းအားကြရတဲ့ကျောင်းရဲ့ permission ဖြစ်နေပြီအယိုးရှင်းဆုံးပုံတင်တွေတောင်သူ့ကောင်းတဲ့မဝင်တယ်လို့ပု္ပ္ပာတွေဖြည့်ရှင်းတဲ့အခါမှာလည်းအမြဲတမ်းအမားတွေလှုပ်လေးရှိတယ်။နှစ်ကုံပိုင်းမှာသူ့ရဲ့အဆင့်တွေထိုးကျသွားခဲ့တဲ့ဆိုင်မွန်ကငါရဲ့အတန်းဖော်တွေအားလုံးကိုငါနောက်ွယ်ကနေလှည့်စားထားတာမအောင်မြင်သေးဘူးလို့မျှော်လင့်ချက်နဲ့ကြောင်းမှာဆက်နေခဲ့ပေမဲ့ငါမှာတော့ကိုယုံကြည်မှုတွေပျောက်ဆုံးခဲ့ရတယ်လူတိုင်းကငါ့ကိုမုန်းကြပြီးဝိုင်းပယ်ထားကြတယ်။အခုတော့ငါခေါင်းမောလိုက်ပြီးလှောင်ပြုံးတဲ့ဆိုင်မွန်ကိုကြည့်လိုက်တယ်ဆိုင်မွန်သူတို့ပြောတာမင်းမကြဘူးလားငါ့ကိုစာကြိုးစားဖို့အကြံပေးနေကြတာငါအဆက်မကွဲချင်ဘူးဒီရှင်းမျိုးဟင်းလျာဆန်ပြုတ်ကိုတောက်နေရင်စာကြည့်ချိန်တွေကုန်သွားလိမ့်မယ်ငါမတောက်တော့ဘူးဒါပေမဲ့မင်းရဲ့စေတနာကိုတော့အလားကမဖြစ်စေရပါဘူးအတန်းဖော်လို့ဘယ်သူတောက်ချင်လဲလာယူကြလေငါဒီလိုပြောလိုက်တာနဲ့ဆိုင်မွန်ကိုသဘောကျနေတဲ့အတန်းတွေကမင်းကလေးအများပြားဟာစိတ်အားထက်သန်စွာနဲ့ပြေးလာကြတယ်ဒါကိုမြင်တော့ဆိုင်မွန်ရဲ့မျက်နှာချက်ချင်းပြတ်သွားပြီးအကျဲကြီးအော်ပြောလိုက်တယ်မရဘူးဒါကရိုင်းယန်ရဲ့အတွက်အမှတ်နည်းတဲ့ចောင်းသားအတွက်ပဲလူကောင်ကြီးကောင်လေးတယောက်ကလူအုပ်ထဲကနေတိုးထွက်လာပြီးဒါကိုအလားအတမဖြစ်စေရဘူးလို့တွတ်ရွတ်နေတယ်သူကမနက်စာအတွက်အဲ့ဒီဆန်ပြုတ်ကိုလှမ်းယူဖို့ကြိုးစားပေမဲ့ဆိုင်မွန်ကတော့ရင်ထဲမှာတဆူသွားတယ်ဒီကောင်လေးရဲ့အမှတ်တွေကတကြောင်းလုံးမှာအဆိုးဆုံးဆိုတာသူသိနေတာကိုသူ့မျက်နှာကစိုးရင်စိတ်ကြောင့်နှီးမြန်းလာတယ်သူ့ခန္ဓာကိုယ်ထဲကဆဲလိုင်းကအသေးအတန်ညှင်းဆန်နေကြတယ်ငါခေါင်းထဲမှာအကြံတစ်ခုလက်ခနဲပေါ်လာတယ်တကယ်လို့ဒီဆန်ပြုတ်ကိုတခြားတစ်ယောက်ကတောက်လိုက်ရင်ရောအဲ့ဒီလဲတဲ့စနစ်ကအသက်ဝင်သွားရင်ဘာဖြစ်မလဲဆိုင်မွန်ကရုတ်တရက်ဝမ်းနဲ့ဟန်ဆောင်ပြီးမျက်လုံးတွေညီရဲလာကအတန်ကလည်းဆူရှသွားတယ်ရိုင်ယန်မင်းဒီဆန်ပြုတ်ကိုညင်းလို့ရပါတယ်ဒါပေမဲ့ငါရဲ့စေတနာကိုဘာလို့ဒီလိုနင်းချရတာလဲမင်းဒီကောင်းအောင်ငါကစေတနာနဲ့ဝယ်လာပေးတာကိုမင်းကသူများကိုပေးပစ်လိုက်တယ်ငါပေးတဲ့အရာကိုလေတကယ်စိတ်ပြတ်ဖို့ကောင်းလိုက်တာမင်းတို့နှစ်ယောက်ကဘာထူးလဲမင်းကလေသမားနဲ့မွေပုံမြင်တဲ့ကမွေလိုပဲဆန်ပြုတ်ကိုလူယူဖို့စူးစမ်းနေတဲ့အတန်းဖော်တွေကချက်ချင်းညင်ကျသွားပြီးဘာလို့ရမှန်းမသိပဲတယောက်ကိုတယောက်ကြည့်နေကြတယ်နောက်ဆုံးတော့သူတို့အားလုံးကငါ့ကိုလက်ညှိုးထိုးပြီးဆိုင်မွန်ကိုချက်ချင်းတောင်းပန်ဖို့မဟုတ်ရင်ငါ့ကိုပညာပေးမယ်လို့ဒေါသတကြီးပြောကြတယ်သူတို့အားလုံးကလက်သီးတွေထောင်ပြပြီးရန်ရှာဖို့အသင့်ဖြစ်နေကြတယ်အဲ့ဒီအချိန်မှာပဲယူနီဖောင်းဝတ်ထားတဲ့ចောင်းသားကောင်စီဝင်တွေစင်ကြံလန်းတဲ့ကူရုတ်တရက်ဝင်လာကြတယ်ရှေ့ဆုံးကဥဆောင်လာတဲ့စပင်းရှိရှိနဲ့မိန်းကလေးနာမည်ကကလိုအီခလိုတဲ့ငါသူ့ကိုချက်ချင်းမှတ်မိတယ်သူကငါတို့ចောင်းဆက်တဲ့တုန်းကငါနဲ့အတူအစင်တနစ်လူခဲ့တဲ့ထိတ်တန်းចောင်းသားပဲအဲ့ဒီတုန်းကသူငါ့ကိုအားကြတဲ့မျက်လုံးတွေနဲ့ကြည့်ခဲ့တာငါရဲ့အမတ်တွေကပုံမှန်မဟုတ်တဲ့အတွက်နောက်ပိုင်းမှာသူ့တငယ်ချင်းကငါ့ကိုဝေးမှနေဖို့ပြောခဲ့တာအဲ့ဒီနေ့ကသူငါ့ကိုစာလေးလာတဲ့နီလန်တွေဖလှယ်ဖို့အကြာကြီးစောင့်ခဲ့ဘူးတယ်ဒါပေမဲ့ဆိုင်မွန်ကတမင်တကာငါ့ကိုတားဆီးခဲ့တာအခုတော့ငါသဘောမကျခဲ့တဲ့ဒီမိန်းကလေးကတခြားအဖွဲ့ဝင်တွေနဲ့အတူငါတို့အတန်းစီလမ်းလျှောက်လာတယ်လူတိုင်းရဲ့အကြည့်တွေအောက်မှာကလိုအီရဲ့အတန်ကအေးဆက်ဆက်နဲ့ပြတ်သားနေတယ်နောက်နှစ်ပတ်မှာတကြောင်လုံးအတိုင်းတာနဲ့ပညာရေးထူးချွန်ပြန်ခွင့်ရှိမယ်လို့သူကြေညာလိုက်တယ်အနိုင်ရတဲ့သူကထိတ်တန်းတက္ကသိုလ်တစ်ခုမှာနေရာရလိမ့်မယ်စိတ်ဝင်စားတဲ့ကျောင်းသားတွေစည်ရင်ပေးသွင်းနိုင်တယ်ကျွန်တော်ကိုစည်ရင်ပေးသွင်းတော့တဆောင်ပေးပါလို့ဆိုင်မွန်ကချက်ချင်းထွက်ပြီးပြောလိုက်တယ်သူကအခမ်းအနားဆုံးအပြုံးကိုပြုံးပြပြီးကလိုအီနာကိုရဲရဲဝံ့ဝံ့ချင်းကပ်သွားကထိတွေ့ဖို့ကြိုးစားလိုက်တယ်ကလိုအီကပြုံးပြပြီးအလိုလျောက်နောက်ကိုနှစ်လမ်းလောက်ဆုပ်လိုက်တယ်ဆိုင်မွန်ကသူ့ကိုအပြစ်ကင်းတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးစီးမြင့်တွေကိုနားမလည်လို့ကိုယ်တိုင်တင်ပေးဖို့တောင်းဆိုလိုက်တယ်ကလိုအီကသူ့ရဲ့အကြည့်အောက်မှာခဏလောက်မျက်နှာနီးသွားပြီးခေါင်းညိပြကထွက်သွားတယ်အတန်းဖော်ကဒီကတော့တက်ကြွစွာဆွေးနွေးနေကြပြီးကလိုအီကစာမွေးတိုင်းမှာအမြဲတမ်းပထမရတယ်လို့ပြောကြတယ်သူ့အနားမှာရှိနေတဲ့သူကအမတ်တွေတိတိတတ်တာတက်လာမှတေချာတယ်စိတ်လှုပ်ရှားစရာပဲသူ့မိသားစုကလည်းအရန်ချမ်းသာတယ်လို့ပြောကြတယ်သူ့ကို Rolls Royce ကားကြီးနဲ့လာပို့လာတဲ့သူက permission လည်းဖြစ်တယ်လို့အကြောင်းရဲ့အလှပကေးလည်းဖြစ်တယ်သူကယောက်ျားလေးတိုင်းရဲ့အိမ်မက်တင်မကပဲတကယ် permission ဆင့်မင်းကလေးပဲငါလည်းသူ့အနားမှာနေပြီးတက္ကသိုလ်တစ်ခုတည်းအတူတူတက်ချင်လိုက်တာဒါကိုကြားတော့ဆိုင်မွန်ကသူ့မျက်ခုံးတွေကိုမထီမဲ့မြင်ပစ်လိုက်တယ်လွန်ခဲ့တဲ့ခဏလေးကပဲသူဆိုင်မွန်ရဲ့ဖုန်းနံပါတ်ရဖို့တကားဝအထိလိုက်လာတာကိုငါမြင်လိုက်သေးတယ်အဲ့ဒီအချိန်မှာဆိုင်မွန်ကလေ့ကျင့်ခန်းစာအုပ်တအုပ်ကိုယူပြီးလှမ်းကြည့်လိုက်တယ်ပြီးတော့သူကောင်းကုန်ပြီးသူ့ရဲ့စာမွေးရလက်တွေကိုကြည့်လိုက်တယ်သူ့ရဲ့တင်ချအမှတ်ကမမြင့်သေးတယ်လို့အင်္ဂလိပ်စာဖတ်ရှုနားလည်မှုမှာလည်းအမားတွေလှုပ်ထားပုံရတယ်ငါအဲ့ဒီနေရာကိုရအောင်ယူရမယ်ဒါမှဆိုင်မွန်ကငါစီကိုအရင်လာမှလို့တူတူလေးရုပ်လိုက်ပြီးငါ့ကိုရုတ်တရက်လှမ်းကြည့်တယ်အဲ့ဒီအချိန်မှာပဲအတန်းတက်ခေါင်းလောင်းမိလာတဲ့ဆိုင်မွန်ကငါ့ကိုပြန်အာရုံစိုက်လာတယ်သူကငါ့ကိုအဲ့ဒီဆန်ပြုတ်တော့ဖို့အတင်းပြောပြီးသူ့နေရာကိုသူပြန်ပြေးသွားတယ်ငါကတော့အပြုံးနဲ့ပဲတုံ့ပြန်လိုက်တယ်ပြီးတော့ပြတင်းပေါက်အပြင်ဘက်ကအမိုက်ပုံးထဲမှာတခုခုရှာနေတဲ့ပုံရိပ်တစ်ခုကိုလှည့်ကြည့်လိုက်တယ်သူကထူးဆန်းတဲ့ပညာရှိမျက်လုံးတွေရှိတဲ့အင်ဂျင်မဲ့တစ်ယောက်ပဲသူ့ရဲ့ပါးစပ်ကတွတ်လိမ့်နေပြီးသူတို့ကခဏခဏသွားရည်တွေကြာနေတတ်တယ်သူတို့ရဲ့မျက်နှာမှာလည်းအမဲဆက်တွေအများကြီးရှိနေတယ်ဒီလူဟာကားအစီအတင်ကြောင့်အုံနောက်ထိခိုက်ဒဏ်ရာရထားတာပါလူတိုင်းကသူတို့ကိုတနာကြပေမဲ့ဘာမှလုပ်ပေးလို့မရဘူးဆိုတာငါသိလိုက်ရတယ်ဒါကြောင့်ကျောင်းကနေအသုံးမလို့တဲ့အိမ်သုံးမိုက်တွေကိုလာသိမ်းဖို့သူတို့ကိုခွင့်ပြုထားကြတယ်အခုသူတို့မှာညံရင်မတန်ဆွမ်းမှုရှိနေပြီးပို့ပြီးတော့ထက်မြက်ချင်နေကြမှာတေးချပါတယ်ဒါကြောင့်ကျောင်းဆင်းပြီးတဲ့နောက်မှာအဲ့ဒီအင်ဂျင်မဲ့လူကိုငါသွားရှာပြီးစံပြုံးနဲ့ပေါင်မုတ်တစ်ချက်ပေးခဲ့တယ်သူတို့ကဒါကိုလက်ခံပြီးအငမ်းမရစားတော့ကြတယ်ငါလက်ထွက်သွားတော့မလို့လှုပ်တော့မှာပဲအဲ့ဒီအင်ဂျင်မဲ့လူကငါ့ကိုတားလိုက်တယ်ငါလက်ကြည့်လိုက်တော့သူတို့ကတွတ်လိမ့်နေတဲ့အကျွေးဆေးတွေကိုငါလက်ထဲအပြင်းထည့်ပေးတယ်ကလေးလေးဒီပတ်စံကိုယူလိုက်ပါကျေးဇူးတင်ပါတယ်တကယ်ကျေးဇူးတင်ပါတယ်တဲ့သူတို့မှရှိသမျှပတ်စံအားလုံးကိုငါ့ကိုပေးပြီးတော့သူတို့ရဲ့အိတ်ကက်တွေကိုအသေးတန်ပြန်ရှာပြီးငါ့ကိုပြုံးပြနေကြတဲ့တခုခုကငါနှလုံးသားကိုရုတ်တရက်ထိခိုက်သွားစေတယ်ငါ့ပေါ်ဒီလိုမျိုးစိတ်ရင်းနဲ့ကျေးဇူးတင်စကားပြောတာမခံရတာကြပြီးဘာစကားမှမပြောပဲဒေါ်လာ200ထုတ်ပြီးသူတို့လက်ထဲအတင်းထည့်ပေးခဲ့ကငါပြေးထွက်လာခဲ့တယ်
မကြခင်မှာပဲကြောင်းနောက်ဘက်ကဆိုင်လေးစီငါရောက်သွားတယ်ရုတ်တရက်ငါစိတ်ထဲမှာအရင်ကထက်အများကြီးပိုပြီးကြီးလင်းလာတယ်လို့ခံစားရတယ်အရင်ကမမှတ်မိခဲ့တဲ့ပုံတင်တွေကအခုငါခေါင်းထဲမှာအထင်ရှားပေါ်လာတယ်ငါရဲ့အမှားဟောင်းတွေမှတ်ထားတဲ့စာအုပ်ကိုထုတ်ပြီးလှန်ကြည့်လိုက်တယ်မမျှော်လင့်ပဲအရင်ကနားမလည်ခဲ့တဲ့ပု္ပ္ပာတွေရဲ့အဖြေတွေကအခုတော့ချက်ချင်းရှင်းလင်းသွားတယ်ငါရင်ထဲကပျော်ရွှင်မှုကိုထိန်းချုပ်ပြီးဘာမှမဖြစ်တယ်လို့ပဲအတန်းထဲကိုပြန်လာခဲ့တယ်မွန်လွယ်ပိုင်းမှာအတန်းထဲကိုစောစောရောက်ပြီးစာစလိလာတယ်ငါရဲ့အရင်ဘဝကအကြီးမားဆုံးနောင်တကတော့ပညာရေးထူးချွန်ပြိုင်ပွဲမှာမပါဝင်နိုင်ခဲ့တာပဲနာမည်ကြီးတက္ကသိုလ်တစ်ခုကိုတိုက်ရိုက်ဝင်ခွင့်ရမယ့်အခွင့်အရေးကိုဆုံးရှုံးခဲ့ရတယ်ရုတ်တရက်စင်ကြံလန်းထဲမှာအော်တန်တစ်ခုထွက်ပေါ်လာတယ်ဆိုင်မွန်ဘာတွေဖြစ်နေတာလဲမင်းကလိုဤကလုံးနဲ့အတူတူရောက်လာတာငါအခုပဲမြင်လိုက်တယ်မင်းတို့စားတောင်အတူတူကြည့်နေကြတာပဲမင်းတို့သိတာဒီမနက်မှမဟုတ်လားသူယောက်ျားလေးတွေနဲ့စားကြည့်ဖို့အတွက်အခုလိုပတ်သက်တာငါတခါမှမမြင်ဘူးသူတို့ပြိုင်ပွဲအတွက်အတူတူပြင်ဆင်ကြတော့မှလားအခြေအနေတွေကတော့အတော်လေးအလေးနက်ဖြစ်နေပြီလို့ငါအတန်းဖော်တွေကထင်နေကြတယ်ဆိုင်မွန်နဲ့ကလိုအီကတော့လိုက်ဖက်ညီတဲ့စုံတွဲပါပဲနာမည်ကြီးတဲ့ပါရမီရှင်နဲ့ညံကြီးရှင်အလှပကေးလေးပေါ်အရေးချင်းရှိသူနဲ့အလှလေးဆိုတော့ကြည့်ရတာမျက်စိပတာတာဖြစ်เสียရပါငါလည်းစိတ်လှုပ်ရှားမိတာတော့အမှန်ပဲတေချာတာကတော့ကလိုအီကလူတယောက်ရဲ့အမတ်တွေကိုပဲတန်ဖိုးထားတာပါအမတ်တွေမလဲခင်ကဆိုင်မွန်ပဲဖြစ်ဖြစ်အခုဆိုင်မွန်ပဲဖြစ်ဖြစ်သူအားကြတာကထူးချွန်တဲ့စွမ်းဆောင်ရည်ကိုပဲအခုတော့ဆိုင်မွန်ကသူ့ရဲ့ရည်မှန်းချက်တွေကိုတော့မဖုံးကွယ်နိုင်တော့ပဲဂုံယူဝင်ကြွားနေတဲ့နာမည်ကြီးနေတာကအရေးကြီးလို့လားဒီတစ်ခါတော့ပညာရေးထူးချွန်ပြိုင်ပွဲမှာငါပထမရအောင်ယူမယ်တိုက်ရိုက်ဝင်ခွင့်နေရကိုငါရအောင်ယူပြီးကလိုအီကိုလည်းငါပတ်ပါအောင်အပြတ်သက်ဆွဲဆောင်မယ်မဟုတ်ဘူးသူကိုယ်တိုင်ကငါ့ကိုချစ်တယ်လို့လာပြောစေရမယ်ခဏအကြာမှာကလိုအီကငါစီကိုတမင်တကာပြေးလာပြီးအရင်ကထက်တောင်ပိုပြီးပုံကြီးချဲတဲ့လေတန်းနဲ့ပြောတယ်မင်းငယ်တော့မှပြိုင်ပွဲတိုင်းမှာစုတွေရတဲ့နေမဟုတ်ရင်အချိန်ဖြုံးတာပဲစာပဲကြည့်နေတာကဘာထူးမှလဲဒီလူဖွဲ့စည်းမှာအမတ်တွေကသာအရာရာပဲဆိုတာမင်းနားမလည်ဘူးလားတဲ့ငါကတော့အဲ့ဒီစကားတွေကိုမတုံ့မလုပ်ပဲနားထောင်နေပြီးပု္ပ္ပာတွေကိုဖြည့်ရှင်းမှုပဲပို့ပြီးအာယုံဆိုင်နေလိုက်တယ်အဲ့ဒီနေ့ကစပြီးဆိုင်မွန်ကကလိုအီနဲ့ဘလို့ပိုနီးဆက်အောင်လုပ်မလဲဆိုတာနဲ့ပြိုင်ပွဲအတွက်ပြင်ဆင်ဖို့ကိုပဲအာယုံဆိုင်နေတော့တယ်သူကငါ့မှာကြန့်ရှိနေတဲ့စာပေပါရမီနဲ့အာတာချက်လေးတွေကိုစနစ် system သုံးပြီးလဲလှယ်ဖို့ပို့ပြီးစူးစမ်းလာတယ်စာကြည့်ရင်အုံနောက်ကိုအားဖြည့်ဖို့လိုတယ်ဆိုတဲ့အကြောင်းပြချက်ကိုသုံးနေတော့ပဲမနေ့တိုင်းသူငါ့ကိုရှင်းမျိုးဟင်းလျာစံပြုတ်နှစ်ဖူးပေးတယ်ငါရဲ့ညံရည်တွေပြန်ပွက်လာပြီးပု္ပ္ပာဖြစ်ရှင်းတဲ့နေရာမှာလည်းပို့ပြီးကြည့်ကြလာတယ်ငါအတန်းဖော်တွေကအံ့ဩပြီးလာမေးတဲ့အခါမှာတော့ငါကခေါင်းကုန်ပြီးအခုတလောစာထဲမှာပဲစိတ်နစ်ထားလို့ပါလို့ပြောလိုက်တယ်အတန်းထဲမှာညနေတဲ့အထိနေပြီးပု္ပ္ပာတွေဖြည့်ရှင်းခဲ့တယ်ဒီမနေ့ကျောင်းဆင်းပြီးတော့ကျောင်းပြင်ပကစာအုပ်ဆိုင်ကိုတွားခဲ့တယ်အခုမှဈေးကွက်ထဲရောက်လာတဲ့နောက်ဆုံးထွက်တန်ပွဲဝင်လေ့ကျင့်ခန်းစာအုပ်ကိုဝယ်မလို့လုံနေတော့မှပဲရုတ်တရက်တယောက်ကငါ့ကိုနောက်ကနေတွန်းလိုက်လို့ငါလဲကျလူမိပါဖြစ်သွားတယ်ဆိုင်မွန်ကကလိုအီရဲ့ဘေးမှာရက်နေတယ်ကလိုအီကသူ့ကိုချစ်ခင်တဲ့မျက်လုံးတွေနဲ့ကြည့်နေပေမဲ့ငါဘက်ကိုလှည့်လိုက်တဲ့ခါမှာတော့သူ့မျက်နှာမှာယွန်ရှာတဲ့အရေးအယောင်တွေအထင်ရှားပေါ်လာတယ်ဆိုင်မွန်ကငါ့ကိုတေချာစစ်ဆေးကြည့်ပြီးငါဘာလို့အခုတလောစာထဲမှာပဲစိတ်နစ်နေတာလဲဆိုတာကိုသိချင်နေတယ်သူကငါဘာတွေလေ့လာနေလဲဆိုတာတီဘိုငါရဲ့လေ့ကျင့်ခန်းစာအုပ်ကိုချက်ချင်းလူယူဖို့စူးစမ်းတယ်ငါကတော့နောက်ကိုချက်ချင်းဆုပ်လိုက်တယ်သူလူလို့မရလိုက်ဘူးသူ့မျက်နှာကခဏလောက်တင်းမာသွားပြီးငါနာမည်ရိုင်ယန်လို့အော်ခေါ်လိုက်တယ်မင်းကရုတ်တရက်ကြီးစာတွေအရန်စူးစမ်းနေတာပဲအခုတလောမင်းပု္ပ္ပာတွေဖြည့်ရှင်းနေတာနေတိုင်းမြင်နေရတယ်မင်းရဲ့အမှတ်တွေတက်လာမှတေချာတယ်မဟုတ်လားမင်းဘယ်လိုလေ့လာနေတာလဲမင်းရဲ့အတွေ့အကြုံလေးဝေမျှပေးပါဦးကလိုအီနဲ့ပု္ပ္ပာတွေအကြောင်းဆွေးနွေးနေရင်ငါအာယုံဆိုင်လုံးလို့အုံနောက်ကအလုပ်တွေအရန်များနေပြီးအမားတွေတောင်လုံးမိနေပြီးငါတကယ်စိုးရိမ်နေတာတဲ့ဆိုင်မွန်ပြောတာမှန်ပါတယ်သူ့ရဲ့ပု္ပ္ပာဖြစ်ရှင်းတဲ့တိကျမှုကတိတိတတ်တာရောနေသွားပြီးအခြေခံသဘောတရားတွေကိုတောင်သူစပြီးရောထွေးနေပြီးကလိုအီကတော့ထိတ်တန်းကြောင်းသားပေါ်အားကြတဲ့စိတ်နဲ့မျက်စိကွယ်နေပြီးဒါကိုတတိမထားမိတာဖြစ်နိုင်ပါတယ်ငါကလည်းသူနဲ့လိုက်ရောညီထွေဖြစ်အောင်သူ့ပု္ပ္ပာတွေဖြစ်ရှင်းတဲ့အခါအမားတွေလုပ်နေတယ်ဆိုတဲ့အချက်ကိုအတီးပြုတ်ပေးလိုက်တယ်သူ့ရဲ့အခြေခံကိုပြန်ခိုင်းမအောင်လုပ်ဖို့နဲ့ညံကိုသုံးဖို့ငါသူ့ကိုအကြံပေးလိုက်တယ်ပြီးတော့တခြားနေရာမှာပြန်ပွဲဝင်စားအောင်တော့အားရှာဖို့ပြင်လိုက်တယ်ရုတ်တရက်တိတ်ဆိတ်နေတဲ့ကလိုအီကစကားပြောလာတယ်ရိုင်ယန်မင်းဆိုင်မွန်ကိုတီးတက်မှနှောက်ယှက်ခဲ့တာတော်ပြီးအခုလူပုံအလဲမှာပါသူ့ကိုအဆက်ခွဲရဲတယ်ပေါ့မင်းမယဉ်ကျေးမှုမရှိဘူးအခုချက်ချင်းတောင်းပန်လိုက်တဲ့ចောင်းသားကောင်စီဥက္ကဋ္ဌအနေနဲ့သူကစိတ်တဘောထားကောင်းတယ်လို့နာမည်ကြီးတာပါငါအံ့ဩသွားတယ်ငါလားသူ့ကိုနှောက်ယှက်တယ်ငါကဘာလို့တောင်းပန်ရမှာလဲဒါတွေကအထင်လွဲတာပါဆိုင်မွန်နဲ့ငါကတငယ်ချင်းတွေပါလို့ငါပြောလိုက်တယ်သူကကလိုအီပေါ်ချစ်ခင်စွာမိလိုက်ပြီးကလိုအီကလည်းသူ့ကိုဖတ်ထားပေးတယ်တော်ဆန်းရိုင်ယန်မင်းကဆိုင်မွန်ရဲ့အမတ်တွေကမင်းထက်တာနေလို့ပြီးတော့သူကတက္ကသိုလ်တိုက်ရိုက်ဝင်ခွင့်ရတော့မှမို့လို့မနာလို့ဖြစ်နေတာမဟုတ်လားအဲ့ဒါကြောင့်မင်းကမန်ချင်းရဲ့ဓာတုဗေဒကိုသူ့ပေါ်အသုံးချနေတာသူကစေတနာနဲ့သူ့ရဲ့စာလေးလာနည်းတွေကိုဝေမျှပေးနေတာကိုမင်းကညှင်းပယ်တဲ့အပြင်တခြားသူတွေနဲ့ပေါင်းပြီးသူ့ကိုဝိုင်းပယ်ဖို့ကြံစီနေသေးတယ်မင်းရဲ့စိတ်နှလုံးကဘာလို့ဒီလောက်တောင်ယုံမာရတာလဲတွားကြဆိုဒီလိုစာညက်တဲ့သူနဲ့စကားပြောနေလို့ဘာမှမထူးဘူးတဲ့မင်းကအရန်စိတ်ထားကောင်းလို့နဲ့ရိုင်ယန်ကအမတ်တွေပဲညံ့တာမဟုတ်ဘူးနာမည်လည်းပြက်နေတာလို့ဆိုဖီဆာဖေးကပြောတယ်ဆိုဖီကငါ့ကိုကြည့်လိုက်ပြီးသူ့မျက်လုံးထဲမှာလည်းအရန်ယွန်ရှာတဲ့အရေးအယောင်တွေပေါ်လာတယ်သူတို့လက်ချင်းတွဲပြီးထွက်သွားတော့မယ့်အချိန်မှာပဲငါကတုံ့ပြန်လိုက်ပြီးသူတို့ကိုရက်ရက်ဆက်ဆက်ပိတ်ဆို့လိုက်တယ်ရေးစရာပဲမင်းကငါရဲ့အမတ်တွေကိုလှောင်ပြောင်းနေတာပေါ့ဟုတ်လားဆိုဖီဒီနေ့မင်းပြောခဲ့တဲ့စကားတွေကိုအမြဲမှတ်ထားဖို့ငါမျှော်လင့်ပါတယ်ငါကတော့ဘသူ့ကိုမှမနာလို့မဖြစ်ဘူးဘာလို့လဲဆိုတော့ငါမှာကိုယုံကြည်မှုအပြည့်ရှိလို့ပဲလို့ငါပြောလိုက်တယ်ငါစိတ်လှုပ်ရှားနေတော့မှပဲငါရဲ့အပတ်စဉ်လေ့ကျင့်ခန်းစာအုပ်ကျသွားပြီးဘေးနာကចောင်းသားတွေကတူနဲ့ဝိုင်းကြည့်ပြီးလက်ညှိုးထိုးနေကြတယ်သူတို့ကငါ့ကိုမျိုးချစ်စိတ်ရှိသူတယောက်လိုပဲထင်နေကြတယ်ရှုပ်ပွားနေတဲ့လက်ရည်တွေလူမိုက်တယောက်ရဲ့ချစ်ရချစ်ချောင်းတွေအယူတယောက်ရဲ့စိတ်ကူးရင်မှုတွေပေါ်လာတယ်သူကရွမ်30သူမြတန်နာရီကိုတမင်တကာထုတ်ပြပြီးကြွားလုံးထုံနေတယ်ချိုသားတဲ့အပြုံးတစ်ခုကိုတောင်ပြုံးပြလိုက်သေးတယ်ဒီရွမ်30သူမြတန်နာရီကဘာမှမဟုတ်ပါဘူးဆိုဖီဆာဖီနဲ့ငါအခုဆိုရင်ငါကျဲပွင့်စားတောက်ဆိုင်တွေမှာစားနေတာဒီအချိန်တိုလေးတွင်းမှာငါတို့စားခဲ့တဲ့အစားတောက်ဖို့ကဒီနာရီထက်တောင်ပိုများသေးတယ်ဒါနဲ့ဆိုဖီကမကြခင်ငါ့ကိုကားတစ်စီးပေးအောင်မယ်လို့လည်းပြောထားတယ်တဲ့
ဆိုဖီကမာကတ်ကိုအဲ့ဒီလိုရင်းနှီးတဲ့နာမည်နဲ့ခေါ်တာကိုကြားတော့အတန်းဖော်တွေကဆိုဖီနဲ့မာကတ်ကိုစနောက်ပြီးတိတက်တဲ့အကြည့်တွေနဲ့ကြည့်ကြတယ်ကောင်းတဲ့သတင်းတွေမကြခင်လာတော့မယ်လို့သူတို့ပြောကြတယ်အနာဂတ်မှာသူတို့နှစ်ယောက်ကထိတ်တန်းတက္ကသိုလ်တွေအတွက်အကြံပြုခံရမယ်အစွမ်းထက်တဲ့စုံတွဲတွေဖြစ်လာလိမ့်မယ်တယောက်ကဆိုဖီကိုသူနဲ့မာကတ်ဘယ်တော့ပြန်ပွဲမှာအတူတူပါဝင်မှလဲလို့အပြင်းပြင်းမေးလိုက်တယ်သူကမေးတဲ့သူကိုမထီမဲ့မြင်ကြည့်ပြီးဘာစကားမှမပြောဘဲပြုံးနေလိုက်တယ်မာကတ်ကလူတိုင်းကိုအချို့ပွဲတွေလိုက်ဝေပေမဲ့ငါ့ကိုတော့ကြော်သွားတယ်သူငါ့ကိုတမင်တကာရှက်ခွဲဖို့စူးစမ်းနေတာငါသိပေမဲ့ငါလုံးဝဂရုမစိုက်ပါဘူးပြီးခဲ့တဲ့အပတ်ကစမ်းသက်ပြန်ွေရလက်တွေကအခုထွက်တော့မယ်အခုချိန်မှာငါရဲ့စူးစမ်းမှုတွေအပြီးမှာဘယ်အဆင့်ရမလဲဆိုတာကိုပဲငါပို့ပြီးစိုးရိမ်နေမိတယ်အဲ့ဒီအချို့ပွဲတွေလားအနာဂတ်မှာငါဘာသာငါဝယ်စားနိုင်မှာပါညနေပိုင်းစာကြည့်ချိန်ရောက်တော့အတန်းကောင်းဆောင်ကေဗင်ပြေးဝင်လာတယ်ရလက်တွေထွက်လာပြီးခဏနေရင်ចောင်းသားကောင်စီကအပြင်မှာကတ်ထားလိုက်မယ်ဒီစမ်းသက်စစ်ဆေးမှုကခက်ခဲတဲ့ပြန်ပွဲဝင်မေးခွန်းတွေနဲ့ပြည်နေတာငါအများကြီးကြာရှုံးခဲ့တယ်ငါအရွေးခံရပါမလားတော့မသေးချဘူးငါမှအတန်းကောင်းဆောင်လုပ်ဖို့မျက်နှာမရှိတော့ဘူးတဲ့အတန်းကောင်းဆောင်ကအမြဲတမ်းပထမရလိရှိတာပါအခုတော့သူကခေါင်းကိုကင်ပြီးသူ့နေရာမှာထိုင်ကငိုကြွေးနေတော့တယ်လူတိုင်းထိတ်လန့်သွားကြတယ်သူ့နာကအတန်းဖို့တွေကသူ့ကိုနှစ်သိမ့်ဖို့စူးစမ်းကြတယ်အတန်းကောင်းဆောင်တောင်ကြာရှုံးနေဆိုရင်အတန်းလုံးမှာဘယ်သူမှပြန်ပွဲနောက်ဆုံးအဆင့်ကိုတက်နိုင်မှာမဟုတ်ဘူးလို့လူတိုင်းထင်နေကြတယ်ဆရာကတော့အရန်ဒေါသထွက်တော့မှာပဲဒါပေမဲ့အတန်းကောင်းဆောင်ကငိုနေရင်းနဲ့ပဲခေါင်းမော့ပြီးလူတိုင်းကိုပြောပြတယ်မဟုတ်ဘူးဒီတခါတော့ငါတို့အတန်းထဲမှာမျှော်လင့်မထားတဲ့ထူးချွန်သူ Dark Horse တယောက်ရှိတယ်တဲ့မိနစ်အနည်းငယ်ကြာမှာသူတို့နေရာမှာဇရာကိုကတ်လိုက်တဲ့အခါသူကအဲ့ဒါကိုအကြာကြီးစိုက်ကြည့်နေတဲ့လူအုပ်ကြီးရှင်းသွားတော့ငါအတန်းဖော်တွေကမအောင်နိုင်တော့ပဲသူတို့ရဲ့အဆင့်တွေကိုတွားကြည့်ကြတယ်လူတိုင်းအံ့အားသင့်သွားတာကငါနာမည်ကစရင်ရဲ့ထိတ်ဆုံးမှရှိနေတာပဲဒီကြောင်လုံးအဆင့်မှာလဲငါကနံပါတ်1ပဲဒုတိယကတော့မာကတ်အရင်ကသူကအမြဲတမ်းအဆင့်တရခဲ့တာပါအခုတော့အဆင့်တွေကပြောင်းပြန်ဖြစ်သွားပြီးငါကခေါင်းဆောင်တစ်ဖြစ်လာပြီးသူကတော့ဒုတိယပဲဖြစ်ကြံခဲ့တယ်ဒီနေ့မိုးလွဲပိုင်းကအင်ချင်မဲ့လူကိုစံပြုတ်ပေးပြီးတဲ့နောက်မှာငါအဆောင်ကိုပြန်ပြီးအိတ်ခဲ့တယ်နှိုးဆက်မိတာကိုစောင့်ပြီးမျက်လုံးဖွင့်လိုက်တော့ငါဝေဝါးဖြစ်နေတော့မဲ့လေ့ကျင့်ခန်းစာမှုဘက်တစ်ခုကိုယူပြီးလေ့လာလိုက်တယ်နောက်တစ်စက္ကန့်မှာပဲငါရဲ့အာယုံဆိုင်မှုတွေအပြည့်အဝပြန်ရလာတာကိုစိတ်လှုပ်ရှားစွာနဲ့တွေ့လိုက်ရတယ်ငါမှာထက်မြက်တဲ့စိတ်နဲ့မြင်တာနဲ့မှတ်မိနိုင်တဲ့မှတ်ဉာဏ် photographic memory ရှိနေပြီးပုံစံဖြစ်ရှင်းတဲ့ငါရဲ့အရှိန်နဲ့တိကျမှုကအရင်ကထက်တောင်ပိုကောင်းနေတယ်ငါရင်တွေခုန်နေတယ်ငါလက်ချောင်းလေးတွေနဲ့ဖုန်းကိုဖွင့်ပြီးပြန်ပွဲနောက်ဆုံးအဆင့်အတွက်စည်ရင်ပေးသွင်းတော်ကိုဖြည့်လိုက်တယ်ဒီနေ့ကစည်ရင်ပေးဖို့နောက်ဆုံးရက်ပဲဆိုဖီမင်းအနည်းဆုံးမျှော်လင့်ထားတဲ့အချိန်မှာမင်းရှုံးနေသွားတာကိုငါကြည့်နေမယ်လို့ငါတွေးလိုက်တယ်အဲ့ဒီနေ့မိုးလွဲပိုင်းမှာအတန်းတဲကိုလှမ်းဝင်လိုက်တာနဲ့အတန်းဖော်တွေရဲ့အကြည့်တွေကထူးဆန်းနေတာကိုငါခန်းစားလိုက်ရတယ်ငါထိုင်လိုက်တာနဲ့ငါနောက်ကနေငါရဲ့စိတ်နှလုံးကဘလောက်ရုပ်မှကြောင်ပြောနေတဲ့မနစ်မြို့ွယ်အတန်းတစ်ခုထွက်လာတယ်ဘာကြောင့်လဲဆိုတာငါနားမလည်ဘူးရုတ်တရက်တယောက်ကငါမျက်နှာကိုဖုန်းနဲ့ပြစ်ပေါက်လိုက်တယ်တိလိုက်ရတာကတော့မိုးလွဲပိုင်းမှာတယောက်ကကျောင်းရဲ့ forum မှာဗီဒီယိုတစ်ခုတင်လိုက်တာဖြစ်ပြီးအဲ့ဒါကတကြောင်လုံးကိုပြန့်နှံ့သွားပြီးအဲ့ဒါကမာကတ်ကဆိုဖီကိုကာကွယ်ပြီးငါ့ကိုရန်တွေ့နေတဲ့မြင်ကွင်းဖြစ်ပြီးငါမျက်နှာရဲ့ရုပ်ဆိုးတဲ့တပ်ပုံတစ်ပုံလည်းပါသေးတယ်စာရန်မှာတော့ဖွင့်ချလိုက်ပြီးအရင်ကထိတ်တန်းကြောင်းသားရန်ဝင်းဟာသူ့တငယ်ချင်းပေါ်အမြဲတမ်းမနာလိုဖြစ်နေခဲ့တာကိုငါရဲ့ချင်းမိတယ်သူကမကောင်းတဲ့စကားတွေနဲ့စော်ကားတဲ့စကားတွေကိုထပ်ခါတလဲလဲပြောရုံတင်မကပဲသူ့တငယ်ချင်းအမြဲတမ်းအပိခံရအောင်အထင်လွဲမှုတွေကိုလည်းထပ်ခါတလဲလဲဖန်တီးခဲ့တယ်သူ့တငယ်ချင်းကကျောင်းရဲ့အလှပကေးနဲ့တွဲနေတာကိုတည့်ရက်နဲ့သူကကြားထဲကနှောက်ယှက်နေတုန်းပဲအဲ့ဒါကြောင့်ကျောင်းရဲ့အလှပကေးတောင်သူ့ကြောင့်ဒေါသထွက်ခဲ့ရတယ်လို့ရေးထားတယ်ခဏအတွင်းမှာပဲအောက်မှာမှတ်ချက်ပေါင်းရာနဲ့ချီပြီးပောက်ကွဲထွက်လာတယ်အဲ့ဒါတွေအားလုံးကငါ့ကိုစော်ကားထားတာတွေပဲရိုင်ယန်ကဘာတူလဲငါမသိဘူးဒါပေမဲ့မာကတ်ကတော့စိတ်ထားကောင်းတယ်လို့နာမည်ကြီးတာငါသိတယ်ဒီလိုလူမျိုးနဲ့တငယ်ချင်းဖြစ်ရတာကြောက်စရာပဲမာကတ်ကတယောက်ကိုသဘောကျနေပြီလို့ကြားပေမဲ့ပေါ့ငါရင်တွေကွဲရပါပြီဒါပေမဲ့တခြားသူတွေအောင်မြင်တာကိုမကြည့်ရတဲ့လူမျိုးတွေကိုတော့ပိုပြီးမမြင်ချင်ဘူးအဲ့ဒါငါတို့အတန်းကရိုင်ယန်မဟုတ်လားတကယ်ဆိုတာပဲသူကဘယ်လိုလူမျိုးလဲဆိုတာသူကိုယ်တိုင်မသိဘူးလားတကယ်ယုံစရာကောင်းနေတဲ့ဒါတွေကိုမတုံမလုပ်ပဲဖတ်ပြီးတဲ့နောက်မှာငါထရက်လိုက်ပြီးဖုန်းကိုထုတ်ကအတေးဖြတ်မှုနဲ့ရဲကိုဖုန်းဆက်တိုင်ကြားလိုက်တဲ့ဥပဒေကပဲငါရဲ့နာမည်ကိုရှင်းလင်းပေးပါစေအဲ့ဒီနေ့မိုးလွဲပိုင်းမှာအဲ့ဒီကိစ္စကိုစတင်ခဲ့တဲ့မာကတ်ကတော့တိတိတတ်တာကိုပြရခတ်နေတယ်ဘာကြောင့်လဲတော့မသိဘူးသူကတစ်ချိန်လုံးအာယုံတွေထွေးပြနေပြီးရိုးရှင်းတဲ့ပု္ပ္ပာတွေကိုတော့မနေလို့ဆရာတွေကသူ့ကိုမနာလန်းဆူနေကြတယ်အတန်းပိုင်ဆရာကငါ့ကိုရဲတိုင်တာတားဖို့လာတဲ့အခါမှာတော့ဒီပြဿနာကတဖြည်းဖြည်းငြိမ်သက်သွားတဲ့အတန်းပြီးတော့ငါဒီ post ကိုမြင်လိုက်တဲ့ရဲရဲ့အတန်းကငါ့ကိုအဲ့ဒီလိုမလုပ်ဖို့ပြောနေတယ်မာကတ်ရဲ့နှစ်သိမ့်စကားတွေကအတန်းပေါ်အားလုံးကိုစိတ်လှုပ်ရှားသွားစေပေမဲ့မာကတ်ကတော့ပြရခတ်ပြီးခေါင်းငုံထားတယ်သူကငါသူ့ကိုအခုတလောဂယုမဆိုင်တော့ဘူးလို့ညှိတွားနေတယ်ပြီးတော့သူကခေါင်းကိုကင်ပြီးခေါင်းကိုက်တယ်လို့ပြောကအတန်းထဲကနေပြေးထွက်သွားတယ်ဒါပေမဲ့အတန်းဖော်တွေကတော့သူကမတရားခံရတယ်လို့ထင်နေကြပြီးငါရဲ့ရုပ်မာမှုတွေကိုမဖော်ထုတ်ချင်လို့ထင်နေကြတယ်ဒါကြောင့်သူတို့ကမာကတ်ကိုထောက်ခံဖို့တယောက်ပြီးတယောက်ထရက်ကြပြီးတရားမျှတမှုအတွက်တောင်းဆိုကငါ့ကိုသူ့ကိုတောင်းပန်ဖို့အမိန့်ပေးကြတယ်မာကတ်ကတော့အဲ့ဒီရှုပ်ထွေးမှုတွေကိုအခွင့်ကောင်းယူပြီးထွက်ပြေးသွားတယ်မကြခင်မှာပဲပညာရေးထူးချွန်ပြန်ခွင့်နောက်ဆုံးအဆင့်ကိုစီစဉ်ထားတဲ့အတိုင်းကျင်းပခဲ့တဲ့စာမှုဝဲခန်းမကကျောင်းရဲ့ဘက်ဆောင်3ခန်းမကြီးထဲမှာပါငါဝင်လာတာကိုမြင်တော့လူတိုင်းကငါ့ကိုမထီမဲ့မြင်ကြည့်ကြပြီးအမြန်ဆုံးလှုပ်ထွက်တင်တယ်လို့တူတူပြောကြတယ်ဒါကပြန်ပွားနောက်ဆုံးအဆင့်ပဲပညာရှိတွေကိုရွေးချယ်တာမဟုတ်ဘူးရန်ဒီကနေထွက်သွားလိုက်တော့တဲ့သူဘာလုပ်နေတာလဲငါတို့အားလုံးကဒီစုကြီးအတွက်ဒီကိုရောက်နေကြတာသူကအရေးချင်းစစ်အဆင့်ကိုတော့မနေအောင်မြင်ခဲ့တာသူ့အတွက်ဘာမှလုပ်ပေးလို့မရတော့ဘူးသူ့မှာခွင့်ရမရှိတော့ဘူးလို့သူတို့ပြောကြတယ်အချိန်မထုံးကြပါနဲ့မာကတ်ကိုပဲပထမစုပေးဖို့ငါမဲပေးတယ်ငါစိတ်ထဲမှာတော့သူကဒါဒီစုနဲ့ထိုက်တန်တဲ့ပညာရှိပဲဒါနဲ့မာကတ်ပဲမှာလဲသူဘာလို့ဒီကိုရောက်မလာသေးတာလဲသူ့အဆောင်မှာစာကြည့်နေတာဖြစ်မှာပါသူ့အဆောင်ကတယောက်သွားကြည့်ပေးလို့ရမလား
ကြည်စမ်းဟိုမှာကောင်လေးနှစ်ယောက်တွဲလာတဲ့သူက Marcus ပဲသူအဲ့ဒီအဝတ်စားတွေဝတ်ထားတာငါမှတ်မိတယ်အဲ့ဒီတုန်းက Ryan Rain ကဒါတွေကိုသူ့အတွက်ဝယ်ပေးခဲ့တာဖြစ်ပြီးအဲ့ဒါတွေကအခု90သူညလောက်တန်တယ်လို့သူငါတို့ကိုကြွားခဲ့သေးတယ်ငါစင်ပေါ်မှာရဲတွေရဲ့အတန်ကိုနားထောင်နေတော့မှပဲ Marcus ကတော့သူ့ရဲ့စေတနာရှင်အဆောင်ဖော်နှစ်ယောက်ရဲ့အတင်းအဓမ္မခေါ်ဆောင်လာခြင်းကိုခံနေရတယ်လွန်ခဲ့တဲ့နာရီဝက်ကသူတို့ Marcus ကိုအဆောင်မှာနှစ်ချိုက်အိပ်ပျော်နေတာတွေ့ခဲ့ကြတာသူစားကြအေးရတာအရန်ပင်ပန်းလို့အချိန်မေ့သွားတာလို့သူတို့ထင်ခဲ့ကြတယ်သူဘလောက်ပဲညှင်းဆန်နေပါစေသူတို့ကသူ့ကိုပြန်ပွဲမှာပါဝင်ဖို့လက်ဆောင်သုံးခမ်းမကြီးစီကိုအတင်းခေါ်လာခဲ့ကြတယ်မာကတ်ကအဆက်မပြတ်ရုန်းကန်နေပေမဲ့သူတို့နှစ်ယောက်ရဲ့အင်အားကိုမရှင်နိုင်ပဲအတင်းကျပ်ထိုင်ခိုင်းခြင်းခံလိုက်ရတယ်သူ့ရဲ့စာမေးပွဲထိုင်ကုန်မှာမာကတ်ရဲ့အဆောင်ဖော်နှစ်ယောက်ကတော့အေးအေးဆေးဆေးထွက်သွားကြပြီးမာကတ်ကလည်းသူတို့နောက်ကိုလိုက်သွားခြင်းပေမဲ့စာမေးပွဲကြီးကြပ်ရေးမှုကသူ့ကိုတားလိုက်တယ်တစ်စက္ကန့်အတွင်းမှာပဲအားလုံးရဲ့အကြည့်တွေကသူ့စီကိုတိုက်ရိုက်ကြရောက်လာပြီးသူ့ရဲ့အရှက်ရောက်ွယ်အနေထားကအထင်ရှားပေါ်လွင်သွားတယ်မာကတ်ကဘောပင်ကိုမနဲ့အာယူပြီးကိုင်လိုက်ပေမဲ့ပြန်ပွဲရဲ့အခြေခံမေးခွန်းတွေကိုတောင်သူစပြီးမရေးနိုင်တော့ဘူးတွက်ချက်တဲ့စာရွက်ကဗလာဖြစ်နေတဲ့အယိုးရှင်းဆုံးပုံတင်လေးကိုတော့သူမရေးထားတာကြောင့်အောက်ကចောင်းသားတွေအံ့အားသင့်သွားကြတဲ့တူပြောတန်တွေကခဏလောက်ရက်သွားပြီးတော့မှရုတ်တရက်ပောက်ကွဲထွက်လာတယ်အဲ့ဒီအချိန်မှာသူ့မျက်နှာကထိတ်လန့်မှုတွေနဲ့ညှဉ်းညမ်းနေပြီးမာကတ်မှာပုံးစရာနေရာမရှိတော့ဘူးအမြဲတမ်းကြည်လင်နေတတ်တဲ့သူ့အုံနောက်ကအခုတော့ရှုပ်ထွေးပွေလီနေပြီးအခြေခံအကျဆုံးသဘောတရားတွေတောင်ရောထွေးကုန်ပြီးသူ့လက်ထဲကဘောပင်ကိုတင်းဆုပ်ထားလုံးလို့သူ့လက်စစ်တွေတောင်ဖြူနေပြီးယုံကြည်မှုအပြည့်ရှိတဲ့ပညာရှိနဲ့ကျောင်းရဲ့အသေးကျော်ဆိုတဲ့သူ့ရဲ့ပုံရိပ်ကလုံးဝပြောက်ကွယ်သွားပြီးသူ့ခြေထောက်တွေကအားမရှိတော့ပဲကျမ်းပြင်ပုံမှာခွေရိုင်ကျသွားတဲ့သူကသူ့ကောင်းကိုလက်နှစ်ဖက်နဲ့တင်းဆုပ်ထားပြီးအကျယ်ကြီးအော်ဟစ်လိုက်တော့တဲ့လူအုပ်ကြီးစီကမှတ်ချက်တွေကဆူရှနေပြီးဖုန်းကင်မရာရိုက်တံတွေကလည်းမပြတ်ထွက်ပေါ်နေတဲ့လူတိုင်းရဲ့မျက်လုံးတွေကမာကတ်စီမှာပဲရှိနေပြီးအံ့ဩမှုမထီမဲ့မြင်ပြမှုနဲ့ဆက်စုလို့စိတ်တွေနဲ့ပြည့်နေပေမဲ့တနာစိတ်ကတော့လုံးဝမရှိပါဘူးအဲ့ဒီအချိန်မှာပဲငါကစပွဲပေါ်ကပြန်ပွဲဝင်မေးခွန်းတော်ကိုယူပြီးစဖြေလိုက်တယ်ငါရဲ့ဘောပင်ထိတ်ကစာရွက်ပေါ်မှာအရှိန်ဟုန်နဲ့ရွရနေပြီးအတွေးတွေကလည်းကြည်လင်ပြတ်သားနေတဲ့ဥစ္စာတစ်ပုတ်ချင်းစီကိုဖြည့်ရှင်းတဲ့အစဉ်တိုင်းကတက်ရက်ပြီးစံချိန်စံညွှန်းနဲ့ကိုက်ညီနေတယ်အဲ့ဒါကဘလောက်တောင်တိကျတယ်လဲဆိုရင်ဘေးပတ်ဝန်းကျင်ကစူညံတန်တွေတောင်ပျောက်ကွယ်သွားတယ်လို့ပဲငါကကျမ်းပြင်ပေါ်မှာခွေချပြီးစိတ်သက်တွေပြိုလဲနေတဲ့မာကတ်ကိုအေးဆက်ဆက်ပဲလှမ်းကြည့်လိုက်တယ်တစ်ချိန်တည်းမှာပဲစာရရှာရက်ကနောက်ဘက်မှာရက်နေပြီးငါရဲ့ပု္ပ္ပာဖြည့်ရှင်းပုံကိုမယုံနိုင်စရာကောင်းတော့အောင်ငေးကြည့်နေတယ်သူကမာကတ်နာကိုတောင်းကြီးချင်းကပ်သွားပြီးတခုခုမေးဖို့အချိန်ချင်းကြိုးစားပေမဲ့နောက်ဆုံးမှာတော့ဘာမှမပြောဖြစ်ခဲ့ဘူးအဲ့ဒီအချိန်မှာပဲမာကတ်ကရုတ်တရက်မတ်တက်ထက်လိုက်တဲ့ဖျို့ဖျက်ဖြစ်နေတဲ့စပင်တွေညီရဲနေတဲ့မျက်လုံးတွေနဲ့အတူပြင်းထန်တဲ့စိတ်ခံစားမှုတွေကြောင့်သူ့ရဲ့ရှုပ်ထွေးနေတဲ့စိတ်ကပိုပြီးတော့ဆိုးရွားသွားတယ်သူ့ရဲ့အစိတ်ပြင်းတဲ့အကြည့်တွေက6ကမ်းပါအစုံမှာပိတ်မိနေတဲ့တားရဲတကောင်လိုငါစီကိုစိုက်ကြည့်နေတယ်မင်းနိုင်ပြီလို့ထင်နေတာလားမင်းကရုံမာတဲ့နီလန်းတွေတုံးပြီးနိုင်ခဲ့တာမင်းရဲ့အမတ်တွေကခိုးထားတာလို့မာကတ်ကအသေးအတန်အော်ဟစ်လိုက်တဲ့ချက်ချင်းဆိုသလိုပဲသူ့ရဲ့အတန်ကပတ်ဝန်းကျင်ကဆွေးနွေးတန်တွေကိုဖုံးလွှမ်းသွားတယ်ငါစကားမပြောရသေးခင်မှာပဲသူကအယူတယောက်လိုပြုတ်မှုပြီးသူ့ဖုန်းကိုထုတ်လိုက်တယ်သူကဖုန်းကိုစခင်ကြီးနဲ့ချိတ်ဆက်ပြီးတပ်ပုံတော်များများကိုတပုံချင်းစီပြလိုက်တယ်အဲ့ဒီပုံတွေမှာចောင်းသားတယောက်ကပုံနှိပ်ခန်းကနေဆရာတွေနားနေဆောင်ထိနေရာအနှံ့မှာတန်တရားဖြစ်ပွဲတွေ့ရှိခဲ့ရတာကိုပြထားတယ်သူကတာဝန်တွေကိုငါ့အပေါ်လွှဲချဖို့အကြိမ်ကြိမ်စူးစမ်းပြီးအမြဲတမ်းကုတ်တွေကိုခိုးယူခဲ့သူကငါပါလို့ပြောနေတယ်ငါတို့ပတ်ဝန်းကျင်ကလူတွေကဗီဒီယိုတွေကလူကငါဟုတ်မဟုတ်ဆုံးဖြတ်ဖို့ကြည့်နေကြတယ်မာကတ်ကတုံရင်နေတဲ့လက်ညှိုးနဲ့စကရင်ကိုထောက်ပြလိုက်တဲ့ကျောင်းရဲ့ website တွေမှာလည်းတကယ်တခိုးကဘယ်သူလဲဆိုတာကိုမေးခွန်းထုတ်ပြီးအမုန်းစကားတွေနဲ့ဆူညံ့နေပြီးပထမဆုံးတပ်ပုံမှာကောင်းလေးကငါအမြဲဝင်နေကြအဝတ်စားတွေကိုဝတ်ထားပြီးခေါင်းငုံကကျောင်းရဲ့ပုံနှိပ်ဆိုင်တဲ့ကိုခိုးဝင်နေတာနောက်ထပ်တပ်ပုံတစ်ပုံမှာလည်းအဲ့ဒီအဝတ်စားတွေပဲဝတ်ထားတဲ့ကောင်းလေးကကျောင်းသားဆောင်တဲ့ကိုဝင်သွားတာသူပြန်ထွက်လာတဲ့အခါသူ့လက်ထဲမှာစာရွက်စာတမ်းတွေအပုံလိုက်ပါလာတယ်မာကတ်ကငါရဲ့အလေးချင်းတွေကိုအကုန်သိနေတာငါနေတိုင်းပြန်ပွဲဝင်ပု္ပ္ပာတွေကိုလေ့ကျင့်ရလဲဆိုတာတောင်သူသိတယ်ဒါကသူငါရဲ့ပု္ပ္ပာစုဆောင်းမှုတွေကိုခိုးယူပြီးငါရဲ့စာရွက်စာတမ်းတွေကိုဝတ်ထားတယ်ဆိုတဲ့သက်တည်ပဲငါအတန်းဖော်တွေအံ့ဩသွားပြီးသူတို့အချင်းချင်းတူပြောလာကြတဲ့တန်တရားဖြစ်တဲ့အတန်တွေကခမ်းမထဲမှာချက်ချင်းပြန့်နှံ့သွားတယ်အစကငါဘက်မှာရှိနေတဲ့အခြေအနေကအခုတော့ပြန်ပြီးရိမ့်ရိုင်လာပြီးအဲ့ဒီအချိန်မှာပဲအဓိကဒိုင်လူကြီးဖြစ်တဲ့မစ္စတာယန်မွန်ယန်ကမျက်မှောင်ကျိုးလိုက်တယ်ငါအပေါ်သူ့ရဲ့အကြည့်တွေကဝေခွဲမရမှုတွေနဲ့ရှုပ်ထွေးမှုတွေပြည့်နေတယ်ငါကတော့မလောပဲပြုံးလေးနဲ့မာကတ်နာကိုရှောက်သွားလိုက်တယ်သူ့ဘေးမှာရက်ပြီးအတန်းဖော်တွေနဲ့ဒိုင်လူကြီးတွေကိုစကရင်ကိုတေချာကြည့်ဘို့ငါပြောလိုက်တယ်ဒီတက်ပုံမှာအချိန်မတန်းပါပါတယ်အဲ့ဒါကပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မွန်းလွဲ3နာရီကရိုက်ထားတာပါအဲ့ဒီနေ့မွန်းလွဲပိုင်းမှာငါကအရင်နေ့ကဖျားနေလို့ခွင့်စာတောင်းဖို့ဆရာရုံးခန်းမှာရှိနေတာငါရဲ့အတန်းပိုင်ဆရာကအခုရုံးခန်းထဲမှာရှိနေပြီးသူ့ကိုအချိန်မရွေးအတည်ပြုခိုင်းလို့ရပါတယ်ဒါအပြင်ငါကအဲ့ဒီနေရာနှစ်ခုလုံးကိုတခါမှမသွားခဲ့ဘူးဒီတက်ပုံက Photoshop နဲ့ပြင်ထားတာလို့ငါတန်တရားရှိတယ်လို့ငါပြောလိုက်တယ်မင်းလိန်နေတာမင်းရဲ့အပြစ်မရှိကြောင်းမင်းတက်တည်မပြနိုင်လို့ Photoshop လို့ပြောနေတာပဲလို့မာကတ်ကပြန်ပြောတယ်ဒါဆိုရင်ဒါကအိုင်နဲ့ဖန်တီးထားတာလို့ငါပြောမယ်မင်းဝန်ခံလိုက်ပြီပေါ့မင်းကိုယ်တိုင်ဒီပုံတွေကိုတုံပြီးဖန်တီးခဲ့တာပဲဒီကိစ္စကမပြီးသေးတာမို့ငါ့ကိုလာပြီးအတေးမဖြစ်နဲ့လို့ငါပြန်ပြောလိုက်တယ်ဒါဆိုရင်ဒီကိစ္စကိုရဲလက်ထဲပဲအလိုက်ကြရအောင်ငါအခုပဲရဲကိုဖုံးဆက်မယ်ကျွမ်းကျင်တဲ့နည်းပညာရှင်တွေကိုဒီတပ်ပုံတွေကအစ်စ်ဟုတ်မဟုတ်စစ်ဆေးခိုင်းမယ်ဒါတွေကပြုပြင်ထားတာဟုတ်မဟုတ်ဆုံးဖြတ်ဖို့ငါနောက်ထပ်စကားတစ်လုံးမှမပြောတော့ဘူးလို့ပြောပြီးငါဖုန်းကိုထုတ်ကရဲကိုတိုက်ရိုက်ဖုံးဆက်လိုက်တယ်မာကတ်ကထွက်ပြေးဖို့ကြိုးစားပေမဲ့စီကံထိန်သိမ်းရေးလုပ်နေတဲ့ចောင်းသားကောင်စီဝင်တွေကသူ့ကိုတားလိုက်တယ်ရဲတွေကချက်ချင်းရောက်လာတယ်သူတို့ကနည်းပညာရှင်တွေကိုခေါ်လာပြီးအဲ့ဒီနေရာမှာတင်စစ်ဆေးပြခဲ့တယ်ဗိုလ်ကြီးမာကတ်ပေးထားတဲ့ဒီတပ်ပုံတွေနဲ့ပတ်သက်ပြီးတော့ဒီပုံတွေကတေချာပေါက်ပြုပြင်ထားတာပါတပုံမှအစ်စ်မဟုတ်ပါဘူးတဲ့ရိုင်ယန်မင်းဒါကိုဘယ်လိုကင်တွယ်စေချင်တယ်လဲမင်းကညှိနှိုင်းမှုကိုလက်မခံဘူးဆိုရင်မာကတ်ကိုဥပဒေအရအရေးယူရလိမ့်မယ်လို့ရဲကပြောတယ်သူကလူပုံအလဲမှာငါရဲ့ဂုံတိတ်ခါကိုထိခိုက်အောင်လုပ်ခဲ့တာအဲ့ဒါကိုငါတီးမခံနိုင်ဘူးလို့ငါပြောလိုက်တယ်မာကတ်ကထိတ်လန့်တကြားမျက်လုံးတွေပြူးသွားတယ်ငါရဲ့တက်သားမှုကိုမြင်တော့ငါစီကအကူအညီတောင်းလို့မရတော့ဘူးဆိုတာသူသိသွားပြီးသူ့ရဲ့အကြည့်တွေကိုလွှဲလိုက်တော့တယ်
သူကဆာရာစီကိုပြေးသွားတယ်သူကငိုယိုပြီးသူမရဲ့လက်မောင်းကိုဆွဲကင်ကသူ့ကိုကယ်တင်ဖို့အသေးအတန်တောင်းပန်နေတယ်ဆာရာမင်းကကိုထာဝရချစ်မယ်လို့ပြောခဲ့တယ်မဟုတ်လားအခုငါအနိုင်ကျင့်ခံနေရတာကိုမင်းကြည့်နေနိုင်လို့လားငါ့ကိုအမြန်ကယ်ပါဦးအနာဂတ်မှာငါနဲ့အတူထိတ်တန့်တက္ကသိုလ်ကိုအတူတူသွားခြင်းနဲ့မဟုတ်လားငါဘဝကဒီလိုမျိုးမဆုံးရှုံးနိုင်ဘူးငါရဲ့မှတ်တမ်းမှာဒီလိုအမဲဆက်မျိုးနဲ့ဆိုရင်ဇန်မိသားစုမှာအရင်မြစ်တွေအများကြီးရှိတယ်သူတို့ကိုအမြန်ပြောပေးပါဒီတစ်ခါတော့ငါ့ကိုလွတ်ပေးလိုက်ပါတဲ့အရာအလုံးမှာပေးဆက်ရမယ့်တန်ဖိုးရှိတယ်မင်းကတော့အဖမ်းခံရပြီးဒဏ်ရိုက်ခံရလိမ့်မယ်လွတ်လပ်မရှိဘူးလို့ပြန်ပြောလိုက်တယ်ဆာရာကစိတ်အနှောက်အယှက်ဖြစ်နေတဲ့ပုံစံနဲ့ယွန်ရှာတဲ့အကြီးနဲ့မာကတ်ရဲ့လက်ကိုဖယ်ထုတ်လိုက်တယ်ရဲတွေကသူ့ကိုစုံစမ်းစစ်ဆေးဖို့ခေါ်သွားတာကိုငါကိုယ်တိုင်ကြည့်နေခဲ့တယ်ရဲကားပေါ်မတက်ခင်မှာမာကတ်ကငါ့ကိုတယောက်တည်းထားမှာမဟုတ်ဘူးလို့ပြင်းပြင်းထန်ထန်ချင်းချောက်သွားသေးတယ်အဲ့ဒီနောက်မှာတော့ပြိုင်ပွဲနောက်ဆုံးအဆင့်ကဆက်လက်ကျင်းပခဲ့တဲ့ Professor ကမိုက်ခရိုဖုန်းကိုယူပြီးအလွန်တည်ငြိမ်လေးနဲ့စွာနဲ့ကြီးညာလိုက်တယ်အားလုံးမြင်တွေ့ရတဲ့အတိုင်းပါပဲကျောင်းသား Marcus ဟာတက်တည်အထောက်ထားတွေကိုတမင်တကာလှုပ်ကြံဖန်တီးပြီးတခြားသူတွေကိုအတိအဖြတ်ခဲ့တဲ့အတွက်သူ့ရဲ့အပြုအမူကအရန်ကိုဆိုးရွားပါတယ်ဒါကပြိုင်ပွဲရဲ့အခြေခံစည်းမျဉ်းတွေကိုချိုးဖောက်တာဖြစ်တဲ့အတွက်သူ့ရဲ့ပါဝင်ခွင့်ကိုတရားဝင်ပယ်ဖျက်လိုက်ပါတယ်ငါအမြင်မှာတော့ Ryan ကတာငါတို့ရဲ့မျှော်လင့်ချက်တွေဒီနေ့တကယ်ထိုက်တန်တဲ့သူပါတဲ့ Marcus ကပြိုင်ပွဲမှာပထမဆုရချင်နေတော့ပဲလားအဲ့ဒါကတော့ဟာတာတစ်ခုဖြစ်နေမှာတေချာပါတယ် Ryan ကတော်တယ်လို့ငါအမြဲထင်ခဲ့တာပထမဆုကတော့တေချာပေါက်သူ့အတွက်ပဲဖြစ်မှာပါနောက်ဆုံးအဆင့်ပြိုင်ပွဲကအောင်မြင်စွာပြီးဆုံးသွားပြီးငါနိုင်ခဲ့တယ်ပြီးတော့နာမည်ကြီးတက္ကသိုလ်တစ်ခုမှာအာမခံချက်ရှိတဲ့နေရာတစ်ခုကိုလည်းငါရရှိခဲ့တယ်Marcus ပါဝင်ခွင့်ပယ်ဖျက်ခံရတဲ့တဲ့တင်ကအကြောင်းမှာပောက်ကွဲသွားပြီးလူတိုင်းရဲ့အကြီးကပြောစရာကောင်းစဉ်ဖြစ်လာတယ် Marcus လွတ်လာတဲ့အခါမှာတော့သူ့ရဲ့ဂုဏ်သတင်းကလုံးဝပျက်စီးသွားပြီးသူပဲသွားလူတွေရဲ့မထီမဲ့မြင်အကြည့်တွေနဲ့တူပြောဆိုတန်တွေကိုခံစားနေရတယ်အရင်ကသူ့ဘေးမှာဝိုင်းလဲနေတဲ့အပေါင်းပါတွေကလည်းသူ့ကိုအဝေးကရှောင်နေကြပြီးဒါပေမဲ့သူဒီတိုင်းလက်လျှော့မှာမဟုတ်ဘူးဆိုတာငါသိတယ်အခုငါနဲ့ Marcus ကတော့တိတိတတ်တာကွာခြားသွားပြီးငါကเจ้าမအားလုံးရဲ့အာယုံဆိုင်မှုကိုခံရတဲ့သူဖြစ်လာတယ်။ကျောင်းကဆရာတွေကလည်းငါ့ကိုမနာတမ်းချီးကျူးနေကြတယ်။အတန်းဖော်အများကြီးကလည်းစာမွေးပွဲပု္ပ္ပာတွေအကြောင်းဆွေးနွေးဖို့ငါစီကိုလာကြတယ်။စီနီယာကျောင်းသားတစ်ယောက်ကတော့ပြန်ပွဲအတွက်တန်ဖိုးရှိတဲ့မိကွန်းဟောင်းတွေကိုငါ့ကိုပေးခဲ့သေးတယ်။အဲ့ဒီနေ့ကငါကျောင်းကနေထုံးစံအတိုင်းပြန်လာခဲ့တယ်။ဒါပေမဲ့အဆောက်အုံတွေကထွက်လိုက်တာနဲ့ဆာယာကငါ့ကိုတားလိုက်တယ်။သူမကတန်ရှင်းတဲ့အဖြူရောင်ကောင်းဝင်လေးကိုဝတ်ထားပြီးသူမရဲ့မျက်နှာမှာနောင်တတွေအပြည့်နဲ့ပေါ်လာတယ်။ရိုင်ယန်ကတောင်းပန်ပါတယ်။မင်းအပေါ်ငါအထင်လွဲခဲ့တာတွေရှိတယ်။စိတ်မပူပါနဲ့ငါအခုမာကတ်နဲ့လမ်းခွဲလိုက်ပြီးတဲ့ဆာရာမင်းသူနဲ့ပတ်သက်တာမပတ်သက်တာကမင်းကိစ္စပါငါနဲ့ဘာမှမဆိုင်ဘူး။ငါစိတ်မဝင်စားဘူး။အရင်ကမင်းသူ့ဘက်မှာရှိနေပြီးသူ့ရဲ့မောက်မာမှုတွေကိုအားပေးခဲ့တာအဲ့ဒါတွေကိုငါအကုန်မှတ်မိတယ်စိတ်မပူပါနဲ့ငါအကုန်လုံးကိုရင်ထဲမှာမှတ်ထားမှာပါလို့ငါပြန်ပြောလိုက်တယ်။အဲ့ဒီလိုပြောပြီးတော့ငါလှည့်ထွက်ခဲ့တယ်။ဒါပေမဲ့ငါနောက်ကနေဆာရာကအော်ပြောတယ်ရိုင်ယန်ငါမင်းကိုသဘောကျတယ်ငါမင်းရဲ့စိတ်ကိုပြန်ရအောင်စူးစမ်းလို့ရမလားတဲ့ငါဘာမှပြန်မပြောရသေးခင်မှာပဲအဝေးကနေဆူရှာတဲ့အတန်တစ်ခုရုတ်တရက်ထွက်ပေါ်လာတယ်အဲ့ဒီနောက်မှာတော့မာကတ်ကဆာရာနဲ့ငါစီကိုအချိန်နဲ့ပြေးလာပြီးညီရဲနေတဲ့မျက်လုံးတွေနဲ့ဆာရာကိုကြည့်ကလမ်းမခွဲဖို့တောင်းပန်နေတယ်ဒါပေမဲ့ဆာရာကတော့မာကတ်ကိုအသုံးမကျတဲ့သူတယောက်လိုယွန်ရှာတဲ့အကြည့်နဲ့ကြည့်နေတယ်သူမကနောက်ထပ်ဆွဲချခံရတာမျှလိုချင်တော့ဘူးသူတို့နှစ်ယောက်ရင်ဆိုင်နေတာကိုအခွင့်ကောင်းယူပြီးငါလှည့်ထွက်လာခဲ့တယ်ဒါပေမဲ့တိတ်မဝေးသေးခင်မှာပဲမာကတ်ကသူ့ဆောင်စီကိုပုံမှန်အတိုင်းလျှောက်သွားတာကိုငါတွေ့လိုက်ရတယ်ငါမမျှော်လင့်ထားတာကငါအဆောင်တကားဝကိုရောက်တဲ့အချိန်မှာပဲညစ်ပတ်တဲ့ရေတစ်စလုံးကကောင်းကင်ကနေကျလာပြီးငါကိုအားရပါရဆင်သွားတာပဲငါဝေစားတွေအကုန်ဆူရွှဲကုန်တဲ့ညစ်ပတ်တဲ့ရေတွေကငါစပင်တွေကနေတဆင့်ကျမ်းပြင်ပေါ်ကိုစီးကျနေတယ်အေးတက်ကငါတကူလုံးကိုချက်ချင်းပြန့်နှံ့သွားတယ်အဲ့ဒီအချိန်မှာမာကတ်ကအဆောင်ပြတင်းပေါက်ကနေခေါင်းပြူပြီးရုပ်မာတဲ့အပြုံးနဲ့ကြည့်နေတယ်သူကလူတိုင်းကြားနိုင်အောင်သူ့အတန်ကိုတမင်တကာမြင့်ပြီးပြောလိုက်တယ်လမ်းသွားလမ်းလာတန်းဖော်တွေကသူငါ့ကိုဟန်ဆောင်ပြီးတောင်းပန်နေတာကိုရှင်းရှင်းလင်းလင်းကြားနေရတယ်ရိုင်ယန်ကတကယ်တောင်းပန်ပါတယ်ငါမတော်တဆချေချော်ပြီးရေပုံးကိုချလိုက်မိတာဒါပေမဲ့အဲ့ဒါကဘာမှမဖြစ်ပါဘူးမဟုတ်လားမင်းမအခုအမှတ်ကောင်းနေရှိနေပြီပဲမင်းညစ်ပတ်သွားလဲမင်းရဲ့စာလေးလာမှုကိုမထိခိုက်ပါဘူးငါနဲ့မတူဘူးငါအုံနောက်ကတော့ထုံထိုင်းသွားပြီးငါဘာမှထပ်ပြီးမတင်ယူနိုင်တော့ဘူးငါကလူကြိုက်မများတော့ဘူးအခုငါလုံးတမျှအကုန်မားနေတာပဲတဲ့သူ့ရဲ့လေတံကလှောင်ပြောင်းမှုတွေနဲ့ပြည့်နေပြီးသူကိုယ်တိုင်ကခံရသူတယောက်လိုတမင်တကာဟန်ဆောင်နေတာသူကငါရဲ့အမှတ်တွေကြောင့်ငါကသူ့ကိုအနိုင်ကျင့်နေတယ်လို့မျိုးအထင်လွဲအောင်လုပ်နေတာလမ်းသွားလမ်းလာចောင်းသားချုပ်ကဆက်စုပြီးရက်ကြည့်နေကြတယ်ငါဒီအခြေအနေကိုဘယ်လိုကင်တွင်မလဲဆိုတာကိုစောင့်ကြည့်နေကြတာငါကအေးဆက်ဆက်ရဲလိုက်ပြီးငါမျက်နှာကရေတွေကိုတုပ်လိုက်တယ်မာကတ်ကိုမော့ကြည့်ပြီးမင်းချေချော်တာလားဒါဆိုရင်အောက်ဆင်းလာပြီးငါ့ကိုရင်ဆိုင်လေးဒါမှမဟုတ်အဆောင်ပြင်ကလုံခြုံရေးကင်မရာကမင်းရနေတဲ့နေရာကိုတက်ချိန်ထားတာကိုမင်းမိနေတာလားမင်းအဲ့ဒီရေပုံးကိုတွန်းချလိုက်တဲ့ဗီဒီယိုကရှင်းရှင်းလင်းလင်းမိသွားပြီးအပြစ်မရှိတဲ့လူတွေကိုလာပြီးမဆွဆွဲနဲ့လို့ငါပြောလိုက်တယ်လုံခြုံရေးကင်မရာတွေကပြက်နေတာကြာပြီးလို့သူကပြန်អော်တယ်မင်းကခံရသူလိုဟန်ဆောင်ခြင်းလို့တမင်တကာအဲ့ဒီမှာတွားရနေတာဘယ်သူသိမှလဲတဲ့ကင်မရာတွေပြက်နေတာမပြက်နေတာကမင်းဆုံးဖြတ်ရမှာမဟုတ်ဘူးငါတို့အခုပဲတွားစစ်လို့ရတယ်လုံခြုံရေးဝန်ထမ်းကအဲ့ဒါကတကယ်ပဲမတော်တဆဟုတ်မဟုတ်ဆိုတာကိုလူတိုင်းရှိမှဗီဒီယိုကိုပြန်ကြည့်လိုက်မယ်လို့ငါပြောလိုက်တယ်မာကတ်တကူလုံးပြရခတ်သွားတယ်အခုမှကြောက်နေတာလားသူအဲ့ဒီရေပုံးကိုတွန်းချလိုက်တော့ကကင်မရာတွေအကြောင်းသူလုံးဝမစင်စားခဲ့ဘူးအခုငါကလူတိုင်းရှိမှဖွင့်ချလိုက်တော့သူကပြန်ပြောရမှန်းမသိတော့ဘူးသူကတရင်ပေါက်ပေါင်ကိုတင်းတင်းဆုပ်ထားပြီးသူ့မျက်လုံးတွေထဲမှာထိတ်လန့်မှုနဲ့ကြောက်ရွံ့မှုတွေပြည့်နေတယ်အဲ့ဒီအချိန်မှာပဲလုံခြုံရေးဝန်ထမ်းကသူ့လက်ထဲမှာတက်ပလက်တစ်လုံးကိုကင်ပြီးတည်ငြိမ်တဲ့မျက်နှာထားနဲ့အမြန်လျှောက်လာတယ်သူကငါရှိမှတက်ရက်လိုက်တဲ့အပေါ်ထက်ကမာကတ်ကိုမော့ကြည့်ပြီးအတန်ကျကျနဲ့ပြောလိုက်တယ်အပေါ်ထက်ကចောင်းသားမင်းကတယောက်ကိုထိအောင်ရေပုံးကိုတမင်တကာတွန်းချလိုက်တာကိုလုံခြုံရေးကင်မရာကနေငါတို့အခုပဲမြင်လိုက်တဲ့ကင်မရာကအကုန်လုံးကိုမှတ်တမ်းတင်ထားတယ်ဒါကအရန်အနေများတဲ့အပြုတ်မှုပဲချက်ချင်းအောက်ဆင်းလာခဲ့စုံစမ်းစစ်ဆေးဖို့ငါနဲ့အတူလုံခြုံရေးရုံးခန်းကိုလိုက်ခဲ့တယ်
အဲ့ဒီလိုပြောရင်းနဲ့လုံခြုံရေးဝန်ထမ်းကတက်ပလက်ကိုမြောက်ပြလိုက်တဲ့စကရင်ပေါ်မှာမာကတ်ကရေပုံးကိုတမင်တကာတွန်းချလိုက်တဲ့ပုံရိပ်ကရှင်းရှင်းလင်းလင်းပေါ်နေတဲ့သတင်းပေါင်နာမှာရက်နေတဲ့မာကတ်ကတော့လုံးဝကိုအကူအညီမဲ့သွားတယ်လို့ခံစားလိုက်ရတဲ့သူ့မျက်နှာကစာရွက်တရွက်လိုဖြူဖြောသွားတဲ့အတန်းဖော်ရဲ့မထီမဲ့မြင်အကြည့်တွေကိုသူမြင်လိုက်ရပြီးသူထပ်ပြီးရှုံးနေသွားပြီဆိုတာသူသိလိုက်တယ်ဒါပေမဲ့သူ့မျက်လုံးထဲကမကျေနပ်မှုတွေကပိုပြီးတော့ပြင်းထန်လာတဲ့ငါ့ကိုပြန်ပြီးပေးဆက်ခိုင်းမယ်လို့တူတိုးလေးချိန်ဆိုလိုက်တဲ့မာကတ်ကိုလုံခြုံရေးဝန်ထမ်းကခေါ်သွားတာကိုငါကတော့နည်းနည်းလေးမှတနာစိတ်မရှိပဲကြည့်နေခဲ့တယ်အဲ့ဒီနောက်မှာတော့ငါလက်ထွက်ပြီးအဆောင်ထဲကိုဝင်ကတန်ရှင်းတဲ့အဝတ်စားတွေလဲလိုက်တဲ့မာကတ်ကထပ်ခါတလဲလဲရှုံးနေမှုတွေကြုံတွေ့ခဲ့ရတဲ့အတွက်သူကစနစ် system ကိုအသေးအတန်စုံစမ်းစစ်ဆေးတော့တယ်ဂျက်စတင်ဟာမာကတ်ရဲ့နောက်ထပ်ပြစ်မှတ်ဖြစ်လာပါတယ်လွန်ခဲ့တဲ့2ရက်လုံးမာကတ်ဟာဂျက်စတင်နဲ့ယင်းနှီးဖို့နှီးမျိုးစုံနဲ့စူးစမ်းနေခဲ့တာပါမာကတ်ကသူ့အတွက်မနက်စာနဲ့နေ့လယ်စာတွေကိုတောင်ဝယ်ပေးခဲ့ပါတယ်မာကတ်ရဲ့ပြုမှုပုံတွေကတခြားအဆောင်ဖော်တွေကိုတခုခုမားနေတယ်လို့ခံစားရစေပါတယ်ဘာလို့လဲဆိုတော့မာကတ်ဟာအမြဲတမ်းလောဘကြီးပြီးစိတ်နေတဲ့သူဖြစ်ခဲ့လို့ပါသူဟာဘာအကြောင်းပြချက်မှမရှိပဲတခြားသူတွေပေါ်ဒီလောက်အထိဘယ်တော့မှရရောမှမဟုတ်ပါဘူးဒါပေမဲ့ဂျက်စတင်ကတော့ရိုးသားပြီးစိတ်ထားကောင်းသူဖြစ်လို့ဒီပုံမှာတိတ်ပြီးအများကြီးမတွေးခဲ့ပါဘူးအဲ့ဒီအစားသူဟာအရင်ကမာကတ်အပေါ်အထင်မှားခဲ့တယ်လို့တောင်ခံစားခဲ့ရပါတယ်ဂျက်စတင်ဟာသူ့ရဲ့တတိထားမှုကိုတဖြည်းဖြည်းလျှော့ချလိုက်တာကိုမာကတ်မြင်လိုက်ရတဲ့အခါအခွင့်အရေးယူပြီးအခုလိုပြောလိုက်ပါတယ်မာကတ်ဂျက်စတင်မင်းရဲ့အကြိုက်ဆုံးအကန့်အသတ်နဲ့ထုတ်ထားတဲ့ရှက်အင်ဂျီပျောက်သွားတယ်လို့ငါကြားတယ်ဒီနေ့ငါဗီဒီယိုကိုရှင်းရင်းနဲ့မင်းရဲ့အင်ဂျီနဲ့အတော်လေးတူတဲ့အင်ဂျီတစ်ထည်ကိုတွေ့လိုက်တယ်ဒါဟာမင်းပျောက်သွားတဲ့အင်ဂျီလားဆိုတာတော့ငါမသိချဘူးဒါပေမဲ့မင်းယူထားလို့ရပါတယ်ဂျက်စတင်တကယ်လားကျေးဇူးအများကြီးတင်ပါတယ်မာကတ်ရာမင်းဟာတကယ်ကိုလူကောင်းတစ်ယောက်ပဲငါအဲ့ဒီအင်ဂျီကိုရှာနေတာရက်တော်ကြာနေပြီဂျက်စတင်ကအင်ဂျီကိုယူလိုက်ပြီးမာကတ်အပေါ်ပို့ပြီးတော့တောင်ကျေးဇူးတင်မိသွားပါတယ်ဒါပေမဲ့ဒီအင်ဂျီဟာတကယ်တော့လွန်ခဲ့တဲ့ရက်အနည်းငယ်ကမာကတ်ကိုယ်တိုင်သူ့စီကခိုးယူထားတဲ့အင်ဂျီဖြစ်မှန်းသူမသိခဲ့ပါဘူးမာကတ်ဟာဂျက်စတင်ရဲ့ကိုယ်ပိုင်ပစ္စည်းကိုသုံးပြီးသူ့ရဲ့ယုံကြည်မှုကိုရယူနေတာပါဒါတွေအားလုံးဟာသူ့ရဲ့နောက်ထပ်အစီအစဉ်အတွက်ဂျက်စတင်ကိုအသုံးချဖို့ကြံစည်မှုရဲ့အစိတ်ပိုင်းတွေပါပဲရက်အနေငယ်ကြာပြီးနောက်မှာတော့မာကတ်ဟာဂျက်စတင်စီကိုနောက်တစ်ချိန်ချင်းကပ်လာပြန်ပါတယ်ဒီတစ်ခါမှာတော့သူဟာနည်းနည်းစိတ်ရှုပ်ပြီးဝေခွဲမရဖြစ်နေတဲ့ပုံစံမျိုးပေါက်နေပါတယ်မာကတ်ဂျက်စတင်ကနည်းနည်းအခက်အခဲဖြစ်နေလို့ပါငါကြောင်းလာစာပေးဖို့ပတ်စံနေငယ်ချေးဖို့လိုနေတယ်ငါမိဘတွေပတ်စံပို့ပေးတာနဲ့မင်းကိုချက်ချင်းပြန်ဆက်ပါမယ်ဂျက်စတင်ဟာစိတ်ထားကောင်းတဲ့သူဖြစ်တဲ့အတိုင်းမာကတ်ကိုပတ်စံချေးဖို့ဝင်မလေးခဲ့ပါဘူးသူဟာမာကတ်ရဲ့အခြေအနေအတွက်တောင်စိတ်မကောင်းဖြစ်ခဲ့ပါသေးတယ်မာကတ်ကျေးဇူးတင်ပါတယ်ဂျက်စတင်ရမင်းဟာတငယ်ချင်းကောင်းတစ်ယောက်ပါမင်းရဲ့အကူအညီသားမပါရင်ငါဘာလို့ရမှန်းတောင်သိမှာမဟုတ်ဘူးဒါပေမဲ့မာကတ်ပတ်စံရသွားတာနဲ့သူ့ရဲ့မျက်နှာပေးကပြောင်းလဲသွားပါတယ်သူဟာဂျက်စတင်ကိုပတ်စံပြန်ဆက်ဖို့လုံးဝရည်ရွယ်ချက်မရှိပါဘူးသူဟာအဲ့ဒီပတ်စံကိုသူ့အတွက်ဘယ်လိုသုံးရမလဲဆိုတာကိုပဲစဉ်းစားနေကြတာပါမာကတ်ရဲ့အစီအစဉ်ဟာချောချောမွေ့မွေ့ဖြစ်နေပါတယ်သူဟာဂျက်စတင်ရဲ့ယုံကြည်မှုကိုရယူနိုင်ခဲ့ပြီးသူ့စီကနေပတ်စံတောင်ရခဲ့ပါသေးတယ်သူဟာကမ္ဘာထိပ်ဆုံးကိုရောက်နေတယ်လို့ခံစားနေရပါတယ်ရိုင်ယန်ဂျက်စတင်ငါခုနကအဝတ်လျှော်ခန်းကိုဖြတ်လာတော့အထဲမှာတောက်ပတဲ့အဝတ်စားတစ်ခုတွေ့ခဲ့တယ်အဲ့ဒါမင်းပြောက်သွားတဲ့အင်ဂျီနဲ့အတော်လေးတူတယ်အဲ့ဒါကရှော့ပြီးခါစားစုံနေသေးလို့ငါမကန်ခဲ့ဘူးမင်းရဲ့အင်ဂျီဟုတ်မဟုတ်သွားကြည့်လိုက်ဦးဂျက်စတင်ဟာအံ့ဩသွားပြီးငါ့ကိုကျေးဇူးတင်လိုက်ပါတယ်သူထားလိုက်ပြီးအဝတ်လျှော်ခန်းစီကိုတန်တန်မတ်မတ်သွားပါတော့တယ်မိနစ်အနည်းငယ်ကြာပြီးနောက်မှာတော့သူဟာမျက်မှောင်အနည်းငယ်ကျုပ်ပြီးအဆောင်ထဲကိုပြန်ဝင်လာပါတယ်တိတာတာကတော့သူဟာငါပြောတဲ့အင်ဂျီကိုရှာမတွေ့ခဲ့ပါဘူးငါကတော့ငါမတာဖြစ်မှာပါလို့ပြောလိုက်ပြီးသူလည်းဘာမှအများကြီးထပ်မပြောတော့ပါဘူးသူဟာသူ့စပွဲပေါ်ကရှစ်မျိုးစုံစံပြုတ်ဖူးကိုကြည့်ပြီးငါ့ကိုတပူးကမ်းပေးပါတယ်ဂျက်စတင်ဒါမင်းအတွက်ငါဘာမှပြန်မပြောသလိုစံပြုတ်ဖူးကိုယူဖို့လည်းလက်မကမ်းခဲ့ပါဘူးငါဟာဂျက်စတင်ကိုစိုက်ကြည့်နေခဲ့ပြီးငါရဲ့အကြည့်အောက်မှာသူဟာအလိုလျောက်ဝင်ခံလာပါတော့တယ်ရိုင်ယန်ဒါဆိုမင်းစားပွဲပေါ်ကတခြားစံပြုတ်ဖူးကိုလည်းသူပဲပေးခဲ့တာပေါ့ဂျက်စတင်ဟုတ်တယ်ငါအဲ့ဒါကိုမထီရသေးဘူးမင်းဒီရှစ်မျိုးစုံစံပြုတ်တော့ရတာတအားကြိုက်တယ်လို့ငါကြားတယ်ငါမင်းကိုလည်းတပူးပေးပါမယ်ရိုင်ယန်မလိုပါဘူးဂျက်စတင်အဲ့ဒီဘူးပေါ်ကထုတ်လုပ်တဲ့ရက်ဆွဲကိုစစ်ကြည့်ဖို့ငါမင်းကိုအကြံပေးခြင်းနဲ့မာကတ်ဟာအမျက်ဆုံးလေးတွေအတွက်လောဘကြီးတက်တယ်သူဟာအမြဲတမ်းတက်တန်းကုန်ခန်းဒီပစ္စည်းတွေကိုပဲဝယ်လာပြီးတော့အဲ့ဒါတွေကိုငါ့ကိုမပေးခင်ဘယ်လောက်တောင်ကြအောင်တင်ထားလဲဘယ်သူသိမှလဲငါတို့တငယ်ချင်းဖြစ်ခဲ့တုန်းကတော့ငါတောက်ခဲ့ဘူးတယ်ဒါပေမဲ့အမြဲတမ်းဝမ်းလျှောတာနဲ့ပဲအဆုံးတက်ရတာဒါကိုကြားလိုက်ရတဲ့အခါငါတော်တော်လေးခံစားခဲ့ရပါတယ်ဂျက်စတင်ဟာသူ့လက်ထဲကစံပြုတ်နှစ်ဘူးကိုအမြန်သွားစစ်ကြည့်တဲ့အခါအဲ့ဒါတွေဟာတကယ်ပဲလွန်ခဲ့တဲ့ရက်အနည်းငယ်ကလေးကတက်တန်းကုန်နေတာကိုတွေ့လိုက်ရပါတယ်သူ့အဝတ်လျှော်ခန်းကိုသွားနေတော့ဒါဟာငါတိတ်တဆိတ်လဲလှယ်ထားတာဆိုတာကိုတော့သူမသိပါဘူးရိုင်ယန်ဂျက်စတင်အမှန်တိုင်းပြောပြတဲ့အတွက်ကျေးဇူးတင်ပါတယ်မင်းကတိတ်ကိုရိုးလုံးနဲ့မကောင်းတဲ့ရွေချက်ရှိတဲ့သူတွေရဲ့အသုံးချတာကိုခံရဖို့လွယ်ပါတယ်ငါအဲ့ဒီလောက်ပဲအရေးမွေးပြောလိုက်ပြီးဘာမှထပ်မပြောတော့ပါဘူးဂျက်စတင်ကလည်းနားလည်သွားတဲ့ပုံစံမျိုးပြပါတယ်နောက်တနေ့ညမှာတော့မာကတ်ဟာဒေါသတကြီးမျက်နှာပေးနဲ့ငါ့ကိုတောအုပ်လေးနဲ့ဆွဲခေါ်သွားပါတယ်ငါကြိုတင်ခံမှန်းထားပြီးသားပါအဲ့ဒါဟာဂျက်စတင်ကသူ့ကိုဆက်ပြီးမပြုစုတော့လို့ဖြစ်မှာပါမာကတ်ရိုင်ယန်ကနောက်ွယ်မှာလှည့်ကွက်တွေထပ်ကစားနေတာမင်းပဲမဟုတ်လားမင်းကအစီအစဉ်တွေကိုထပ်ခါတလဲလဲဖျက်ဆီးနေတာမင်းဟာတကယ်ကိုယုံမာလုံးနေရိုင်ယန်ယုံမာမှုအကြောင်းပြောမယ်ဆိုရင်တော့ငါဟာမင်းရဲ့ယုံမာမှုရဲ့တတောင်းပုံတစ်ပုံတော့မရှိပါဘူးမာကတ်ဟန်ဆောင်မနေပါတော့မင်းရဲ့စနစ်အကြောင်းငါအကုန်သိပြီးသားငါတို့ပုံပွင့်လင်းလင်းပြောတင်ပြီးမာကတ်မင်းစနစ်ရဲ့လှုပ်ဝက်ချက်ကိုဘယ်တော့မှသိသွားတာလဲငါဘာလို့ဒီလိုဖြစ်သွားရတာလဲဒါတွေအားလုံးဟာမင်းကြောင့်ပဲမင်းငါ့ကိုစတိုက်ခိုက်ခဲ့တဲ့အချိန်ကတည်းကဒီနေ့ကိုရောက်လာလိမ့်မယ်ဆိုတာမင်းကြုံမြင်တင်တယ်မာကတ်ဟင်းငါဒါကိုလက်မခံနိုင်ဘူးငါဟာစာယာနဲ့အတူနာမည်ကြီးတက္ကသိုလ်တစ်ခုကိုတက်ခွင့်ရတော့မှဘာလို့ဒီအမှားဖြစ်သွားရတာလဲငါဟာပြိုင်ပွဲမှာပထမဆုရတော့မှနာမည်ကျော်တက္ကသိုလ်တစ်ခုကငါ့ကိုအထူးခေါ်ယူတော့မှမာကတ်ငါဘဝရဲ့အမြင့်ဆုံးကိုရောက်တော့မှရိုင်ယန်မင်းဘာလို့ဒါတွေကိုရုတ်တရက်ဖျက်ဆီးပစ်တာလဲငါအတွက်အဆင်မပြေဖြစ်အောင်မင်းတမင်လုပ်နေတာလားငါမှရှိသမျှအရာအလုံးကိုမင်းလိုချင်နေတာလားမင်းငါ့ကိုမနာလိုဖြစ်နေတာ
Ryan ငါမင်းစီကဘာမှမယူချင်ပါဘူးဒါတွေဟာမင်းနဲ့မဆိုင်ဘူးမင်းအခုယူနေပြီ Marcus ဟာငါစကားကိုကြားပြီးရုတ်တရက်ရုံမာတဲ့အပြုံးနဲ့ပြုံးလိုက်ပါတယ် Marcus မင်းပြောတာမှန်တယ်ငါယူနေပြီဘာပဲဖြစ်ဖြစ်ဒီအချိန်လေးထိရောက်လာမှတော့ငါဟာအဆုံးကိုရောက်သွားပြီအရာအလုံးဆုံးရှုံးသွားပြီ Marcus ငါเจ้าကအဲ့ဒီမြစ်ကိုမှတ်မိသေးတယ်နှစ်တိုင်းလူတွေမတော်တဆပြုတ်ကြပြီးတေကြတယ် Ryan ဒီညငါမင်းကိုအထဲကိုပစ်ချလိုက်ရင်မင်းရဲ့အလောင်းကိုရေစီးကမျောသွားဖို့ဘယ်လောက်ကြာမယ်ထင်လဲသူစကားပြောလို့ဆုံးတာနဲ့စပင်ဆေးဆိုးထားတဲ့လူမိုက်ချို့ဟာသူ့နောက်ွယ်ကနေရုတ်တရက်ထွက်လာပါတယ်သူတို့ငါစီကိုဝိုင်းလာကြတယ် Marcus ရဲ့မျက်လုံးတွေဟာဒေါသတကြီးဖြစ်နေပါတယ်ငါကတော့ပြုံးလိုက်ရုံပါပဲငါဖုန်းကိုမြောက်ပြလိုက်တယ်ဖုန်းမြင့်တဲ့ပြင်မှာကိုရဆက်တကူခေါ်ဆိုထားတာကိုပြနေပါတယ်ကံကောင်းထောက်မစွာနဲ့ပဲရဲတွေဟာအချိန်မီရောက်လာခဲ့ပါတယ် Marcus ကရုတ်တရက်သူ့ကောင်းကိုမောကြည့်လိုက်ပါတယ်သူဟာအယောင်လွင့်နေပြီးတွန့်ကျင်နေတဲ့အပြာနဲ့အဖြူရောင်လူနာဝတ်စုံကိုဝတ်ထားပါတယ်သူ့ရဲ့စပင်တွေဟာဖျို့ဖျဲဖြစ်နေပြီးငကူးပေါ်မှာကပ်နေပါတယ်ငါတဲဝင်လာတာကိုသူမြင်တော့သူစိတ်လှုပ်ရှားသွားပြီးရိုင်းတိုင်းနဲ့မှန်စီကိုပြေးလာကအေးဆက်နေတဲ့မှန်ပြင်းပေါ်ကိုသူ့လက်တွေနဲ့အတင်းဖိထားပါတယ်တရေတကောင်လိုဖြူဖြော့နေပြီးသူဟာငါနာမည်ကိုအော်ခေါ်လိုက်ပါတယ်သူ့အတန်ဟာအကွဲနေပြီးတောင်းပန်တိုးရှိုးနေပါတယ်သူဟာသူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ကိုစုပ်ကင်ထားတာပါငါကတော့ဘာစကားတခုမှမပြောဘဲသူ့ကိုတိတ်တဆိတ်ကြည့်နေခဲ့ပါတယ်ငါဘာမှပြန်မပြောတာကိုမြင်တော့ Marcus ဟာအရန်စိုးရိမ်လာပြီးသူ့မျက်လုံးတွေဟာတွေးကြောတွေထောင်လာကသူ့နဖူးဟာမှန်တဲ့တောင်ထိလူမိဘဖြစ်သွားပါတယ်သူ့ရဲ့တောင်းပန်တဲ့လေတံကပိုပြီးပြင်းထန်လာပါတယ် Ryan ငါမသွားမှန်းငါသိပါတယ်ငါတကယ်ပဲမသွားမှန်းသိပါတယ်အရင်ကငါတွေဝေခဲ့တာပါငါအမုံမိနေခဲ့တာပါငါမင်းရဲ့ဘဝဒါမှမဟုတ်မင်းရဲ့အမတ်တွေကိုမခိုးယူသင်ခဲ့ပါဘူးငါမင်းကိုမနာကျင်စေသင်ခဲ့ပါဘူးကျေးဇူးပြုပြီးမင်းငါကိုခွင့်လွှတ်ပေးနိုင်မလား Marcus ရဲ့အတန်ဟာရှိုက်တန်တွေနဲ့ပြည့်နေပြီးကျောင်းမှာတော့ငါမောက်မာခဲ့တဲ့သူ့ပုံစံနဲ့လုံးဝကိုကွဲပြားနေပါတယ်ပြိုလဲလူမိဘဖြစ်နေတဲ့ကလေးတယောက်လိုပါပဲငါ့ကိုတစ်ခုလောက်ကူညီပေးပါဆိုဖီကိုတွားရှာပေးပါဟုတ်ပြီလားငါမတော်မှန်းသိပြီလို့နောက်ခါဘယ်တော့မှအကူအညီထပ်မတောင်းတော့ဘူးလို့သူမကိုတွားပြောပေးပါအဲ့ဒီအနှစ်မရှိတဲ့ပွဲထုကုန်တူးတွေကိုငါထပ်ပြီးမမတ်မောတော့ပါဘူးငါ့ကိုဒီနေရာကနေထုတ်ပေးဖို့ပဲသူမကိုငါလိုရှိတာပါသူမရဲ့မိသားစုမှာပတ်စံနဲ့အာဏာရှိတယ်သူမမှာနီးလန်းရှိမှာပါသူမကမင်းကိုတိတ်ချစ်တာပဲမင်းပြောသမျှအရာအလုံးကိုသူမနားထောင်လေးရှိတယ်သူမကိုတွားတောင်းပန်ပေးပါသူမသဘောတူမှာတေချာပါတယ်ငါဒီမှာမနေချင်တော့ဘူးဒီနေရာကလူတွေနေရမယ့်နေရာမဟုတ်ဘူးလူတိုင်းကတိတ်ထူးဆန်းနေကြတယ်ငါယူတော့မယ် Ryan ငါတို့ရဲ့အရင်တငယ်ချင်းတန်ရောစင်ကိုထောက်ထားပြီးငါမင်းကိုတောင်းပန်ပါတယ်မင်းရဲ့တငယ်ချင်း Marcus ကိုကယ်ပါဦးမင်းငါကိုဘယ်တော့မှတငယ်ချင်းလို့သဘောထားခဲ့တာလဲမင်းငါကိုချီနှောင်ဖို့စနစ်ကိုတုံးခဲ့တဲ့အချိန်ကလေးကလားအဲ့ဒီစံပြုတ်တပူနဲ့ငါရဲ့အမတ်တွေကိုမင်းခိုးယူခဲ့တဲ့အချိန်ကလေးကလားငါကိုဝိုင်းပယ်ဖို့ငါအတန်းဖော်တွေနဲ့မင်းပူပေါင်းကြံစီခဲ့တဲ့အချိန်ကလေးကလားငါပါရမီရှင်တယောက်ကနေကြာရှုံးသူတယောက်ဖြစ်သွားတာကိုကြည့်နေခဲ့တာလားဒါမှမဟုတ်ငါကိုဒုက္ခပေးဖို့ငါရဲ့အရင်ဘဝကလူတယောက်ကိုမင်းသွားရှာခဲ့တဲ့အချိန်ကလေးကလားငါရဲ့စကလုံးတွေဟာသူ့ရဲ့ဟန်ဆောင်မှုတွေကိုရဲရဲဆက်ဆက်ထိုးဖောက်ဖျက်ဆီးပစ်လိုက်တဲ့ဓာတ်တလက်လိုပါပဲသူနောက်ကိုအရှိန်နဲ့ဆုပ်သွားပါတယ်သူငါကိုစိုက်ကြည့်နေပြီးတစ်ချိန်ကယဉ်ကျေးခဲ့တဲ့သူ့အတန်ဟာရုတ်တရက်စိတ်ဖောက်ပြန်တဲ့လေတံနဲ့မြင့်တက်လာပါတယ်ဒါမင်းဖြစ်ပဲငါဒီလိုဖြစ်သွားတာအားလုံးမင်းဖြစ်ပဲအားလုံးကမင်းဖြစ်ပဲရန်မင်းသားကျေးဇူးမကန့်ခဲ့ရင်မင်းသားငါဆန်ပြုတ်ကိုလက်ခံခဲ့ရင်ငါရဲ့စနစ်ကဘယ်လိုလုပ်ပြီးပိတ်သွားမှာလဲမဟုတ်ရင်လူတိုင်းချစ်တဲ့ပါရမီရှင်ဘဝကနေငါဘယ်လိုလုပ်အခုလိုဖြစ်သွားမှာလဲမင်းသားအရာအားလုံးမှာငါထပ်မတာခဲ့ရင်မင်းသားငါကိုအမြဲတမ်းစိတ်မခေါ်ခဲ့ရင်ငါကမင်းကိုဘယ်လိုလုပ်ပြစ်မှတ်ထားမှာလဲMarcus ဟာစကားပြောရင်းပိုပြီးစိတ်လှုပ်ရှားလာပါတယ်သူ့ရင်ဘတ်ဟာပြင်းပြင်းထန်ထန်နှိမ့်ချီမြင့်ကြီးဖြစ်နေပါတယ်သူဟာယူသွတ်နေတဲ့လူတစ်ယောက်လိုပါပဲဒါတွေအားလုံးဟာမင်းသူ့ရှိမှမရရအောင်မာနာကြီးပြနေလို့ပဲမင်းသာတမင်တကာဟန်မဆောင်ခဲ့ရင်သူငါပဲသူလဲဆိုတာကိုဘယ်လိုလုပ်သိသွားမှာလဲသူငါကိုဘယ်လိုလုပ်လစ်လူရှုမှာလဲငါမှရှိသမျှအရာအားလုံးကိုမင်းဖြည့်ဆည်းဖြစ်ခဲ့တာမင်းငါအနာဂတ်ကိုဖြည့်ဆည်းခဲ့တယ်မင်းငါကိုအယူတယောက်ဖြစ်အောင်လုပ်ခဲ့တယ်မင်းဟာချိန်စာပဲမင်းငါစီကိုကန်ဆိုးမှုတွေယူဆောင်လာတယ်သူမှန်ကိုထပ်ပြီးအတင်းတိုက်လိုက်ပါတယ်သူ့နဖူးနဲ့မှန်ကိုပြင်းပြင်းထန်ထန်ဆောက်လိုက်တာကြောင့်အတန်ကျဲကြီးထွက်လာပေမဲ့သူဟာနာကျင်မှုကိုခံစားရဖို့မပေါ်ပါဘူးသူဟာတွေးကြောတွေထောင်နေတဲ့မျက်လုံးတွေနဲ့ဒေါသတကြီးအော်ဟစ်နေပါတယ်ငါမှအရာအလုံးရှိနိုင်ခဲ့တာထိတ်တန့်တက္ကသိုလ်တောက်ပတဲ့အနာဂတ်ပြီးတော့ဆိုဖီလဲပါတာပေါ့အဲ့ဒါတွေအားလုံးကငါဟာတွေပဲမင်းအဲ့ဒါတွေအားလုံးကိုငါစီကနေလူယူသွားတာငါမင်းကိုမုန်းတယ်ရန်ငါမင်းကိုမုန်းတယ်မင်းသာမရှိရင်ငါဘယ်လိုလုပ်အခုလိုအဆုံးသတ်မှာလဲငါတည်ရင်တော့မင်းကိုလွတ်အောင်မပေးဘူးမင်းဆုံးရှုံးခဲ့သမျှအရာအလုံးဟာငါအပြစ်မဟုတ်ဘူးအဲ့ဒါမင်းရဲ့ကိုယ်ပိုင်လောဘမင်းရဲ့ဟန်ဆောင်မှုမင်းရဲ့အကျင့်ပြတ်မှုတွေကြောင့်ပဲမင်းကိုဖျက်ဆီးခဲ့တာအဲ့ဒါတခြားဘယ်သူနဲ့မှမဆိုင်ဘူးဒါပေမဲ့အခုထိတောင်မင်းတော့မရသေးဘူးငါမင်းကိုပြောစရာဘာမှမကြံတော့ဘူးပြီးတော့တခြားဘယ်သူကမှငါစီစကားပါခိုင်းဖို့မကြိုးစားနဲ့တော့ဆိုဖီကမင်းကိုလာခဲ့မှမဟုတ်ဘူးဘာလို့လဲဆိုတော့သူမကမင်းတကယ်ဘယ်လိုလူလဲဆိုတာကိုလွန်ခဲ့တဲ့အချိန်အတော်ကြာကတည်းကသိသွားခဲ့လို့ပဲငါရဲ့စကလုံးတွေဟာကလာအုပ်ရဲ့ကြောကုန်းကိုကျိုးစေတဲ့နောက်ဆုံးကောက်ရုပ်တမြင်လိုပါပဲသူ့ရဲ့နောက်ဆုံးကြံနေတဲ့စိတ်ဓာတ်ကိုပါရိုက်ချိုးပစ်လိုက်ပါတယ်သူမှန်ကိုယူယူငုံငုံထုရိုက်ပါတော့တယ်သူဟာအော်ဟစ်ဆဲဆိုနေပြီးသူ့အတန်ဟာမျောလင်းချက်မဲ့မှုနဲ့နာကျင်မှုတွေပြည့်နေပါတယ်အဲ့ဒီအတန်ကိုကြားတဲ့သူနာပြုတွေပြေးလာတဲ့အထိပါပဲသူတို့ကသူ့ကိုအတင်းဖိထားပါတယ်သူကတော့ကန်ကြောက်ပြီးရုန်းကန်နေပါတယ်သူ့မျက်လုံးတွေကတော့ငါစီကနေမခွာပဲအစိတ်ရှိတဲ့ဓာတ်တွေလိုစိုက်ကြည့်နေပြီးတိုးလေးထက်ခါတလဲလဲရေရွတ်နေပါတယ် Ryan ငါမင်းကိုလွတ်အောင်မပေးဘူးငါမင်းကိုတတ်မယ်သူနာပြုတွေကသူ့ကိုခက်ခက်ဆွဲခေါ်သွားကြပါတယ်သူ့ရဲ့အော်ဟစ်တန်တွေကတဖြည်းဖြည်းတိုးသွားပြီးလူနာတွေ့တဲ့နေရာဟာတဖန်ပြန်လဲတိတ်ဆိတ်သွားပါတယ်သူ့ရဲ့လက်ပွေရာတွေကတော့မှန်ပုံမှာပေးချင်နေသေးပါပဲငါလှည့်ထွက်လာခဲ့ပါတယ်အယူထောင်ထဲကနေငါထွက်လာတဲ့အခါနေအောင်ကြီးကငါအပေါ်ကိုနှွေးထွေးတောက်ပတ်စွာကြားရောက်နေပါတယ်ဝေးလံတဲ့ပတ်စကားမတ်တိုင်မှာလေလွင့်နေတဲ့လူတစ်ယောက်ဟာတစ်ပင်ရိပ်အောက်မှာထိုင်နေပါတယ်သူငါကိုမြင်တာနဲ့ချက်ချင်းပြုံးပြလိုက်ပါတယ်ရိုးသားဖြူစင်တဲ့အပြုံးမျိုးပါသူဟာငါပြီးခဲ့
တဲ့အချိန်ကပေးခဲ့တဲ့ပေါင်မုတ်ကိုကင်ထားဆဲပါပဲအရင်ကနဲ့ရှင်ရင်သူဟာအများကြီးပိုကြည့်ကောင်းနေပါတယ်အနည်းဆုံးတော့သူသွားရည်တွေမကြတော့ပါဘူးအဲ့ဒီနေပြီးနောက်မှာတော့ငါဒီမျိုးကနေအပြီးပိုင်တောင်းရွှေ့သွားခဲ့ပါတယ်ဘယ်သူမှငါ့ကိုဒုက္ခမပေးနိုင်တဲ့ဘဝတစ်ခုကိုငါစတင်ခဲ့ပါတယ်မာကတ်ကိုလည်းငါနောက်ထပ်ဘယ်တော့မှမတွေ့ရတော့ပါဘူး